အခွင့်ကောင်းကိုရအောင်ယူဒီစကားကိုအရေးကြီးပြောကြခဲ့တဲ့ထဲမှာမြတ်စွာဘုရားရဲ့တပည့်သားတာဝကတွေကရှင်ဥပါလိမထေရဆိုတာရှိတယ်ရှင်ဥပါလိမထေရဟာဝိနည်းပိဋကတ်ကိုတာဝန်ယူပြီးတော့ထိမ့်သိမ်းဆောက်ရှောက်ခဲ့တဲ့မြတ်စွာဘုရားရဲ့စီမင်းစည်းကမ်းတွေကိုတပည့်ပရိသတ်တွေအားသင်ကြားပေးခဲ့တဲ့မထေရကြီးဖြစ်တယ်ဘဝတစ်ခုမှာအမှားပြုခဲ့သည့်အတွက်ကြောင့်သူ့ဘဝဟာနောက်ဆုံးအခြေအနေထိအောင်နှိမ့်ကြတဲ့ဘဝကိုရရှိခဲ့တယ်ပေါ့အဲ့ဒါကြောင့်မို့လို့သူလိုမဖြစ်ရအောင်လို့ဆိုပြီးတော့တတိပေးခဲ့တာဘုန်းကြီးတို့တွေလည်းအလေးနဲ့စဉ်းစားသင့်တယ်ပေါ့အခွင့်ကောင်းဆိုတာကြုံတော့ကြုံတယ်ကြုံမှန်းမသိကြပဲနဲ့သို့မဟုတ်အခွင့်ကောင်းကိုအသုံးမချပဲနဲ့ဘဝတစ်ခုကလက်လွတ်ဆုံးရှုံးသွားကြတာတွေအများကြီးပဲလောကအခွင့်ကောင်းကျုံနေတာကိုကြုံမှန်းမသိလို့ဆုံးရှုံးတာလည်းရှိတယ်သိရတဲ့နဲ့အခြားကိစ္စဝိစ္စတွေနဲ့မအားဘူးဆိုတာကိုအကြောင်းပြပြီးတော့ဘဝတစ်ခုမှာဒီလိုနဲ့ပြီးဆုံးသွားကြတာတွေအခွင့်ကောင်းတွေလက်ဆုံးရှုံးသွားကြတာတွေခွင့်ကောင်းဆိုတာအမြဲတမ်းမရှိဘူးဆိုတာအမှန်တမ်းမှန်တယ်ပေါ့ဒါကြောင့်မို့လို့အခွင့်ကောင်းဆိုတဲ့နေရာမှာအမျိုးမျိုးရှိတယ်ပေါ့ရှင်းတော့ကလျှက်စစ်မီးတွေဘာတွေမရှိတဲ့အခါမှာညကိုအလုံးလုံးချင်ပြီဆိုလို့ရှိရင်လရောင်ကိုအားပြုကြရတယ်ဒါကြောင့်မို့လို့လတ်တာတုံးဘိုင်းငင်းဆိုတဲ့စကားပေါ်လာခဲ့တာနော်ဒါလည်းအခွင့်ကောင်းပဲလဆိုတာအမြဲတမ်းရှိတာမဟုတ်ဘူးတစ်ချိန်လေးတင်ရှိတာခဏပဲရှိတာတိမ်ဖုံးသွားရင်လည်းလဆိုတာထွက်နိုင်ခြင်းမရှိဘူးလရောင်ကလေးရှိတုံးအလုံးလုံးကြရတယ်ဒါအခွင့်ကောင်းကိုသုံးချတယ်လို့ခေါ်တယ်နေပူတုံးစပါးလှမ်းဆိုတာနေလေးပူတဲ့အချိန်မှာလှမ်းကြနေเจ้าကိုမိုးရသည်ကြရင်ပိုသိကြတယ်။ဟိုရန်ကုန်ကလူတွေနေဘူးလေးရဖို့ရအတွက်အမတန်ခဲရင်တော့ဟိုတိုက်အမြင့်ကြီးတွေမှာတိုက်အထက်ကြီးတွေမှာနေတယ်ဆိုတော့နေဘူးလေးရဖို့ရအမတန်မှခဲရင်တော့အဝတ်ကလေးလှမ်းကျင်လို့ရှိရင်နေဘူးတဲ့အချိန်လေးမှာလှမ်းကြရတယ်။အင်းရှင်မျိုးသမီးတွေပို့ပြီးတော့သိတယ်။လျှက်စစ်မီးလာမှအလုံးလုံးဖြစ်တယ်ဆိုတဲ့အခါမှာလည်းပဲလျှက်စစ်မီးလာတဲ့အခိုက်လေးဟာဒါအခွင့်ကောင်းပဲ။လာတော့လေးမှမလုံးလိုက်ဘူးဆိုလို့ရှိရင်လုပ်ဖို့တော်တော်ခဲယဉ်သွားတယ်ဘယ်ဟာပဲဖြစ်ဖြစ်အခွင့်ကောင်းဆိုတာချိန်ပိုင်းလေးပဲရတယ်အမြဲတမ်းရမှာမဟုတ်ဘူးဘုန်းကြီးတို့တွေလည်းဒီတိုင်းပဲအခွင့်ကောင်းလေးအခုချိန်မှာရနေတယ်အဲ့တော့လူတိုင်းဟာငါအခွင့်ကောင်းတယ်လို့သိချင်မှသိသိတောင်မှပဲအခွင့်ကောင်းဆိုတာစီးပွားရေးအတွက်ခွင့်ကောင်းလားပညာရေးအတွက်အခွင့်ကောင်းလားများသောအားဖြင့်လူတွေကစီးပွားရေးအတွက်အခွင့်ကောင်းကိုသာအခွင့်ကောင်းလို့သတ်မှတ်ကြတယ်သို့သောစီးပွားရေးတိုးတက်နိုင်တယ်ဆိုတာတဘဝပဲတဘဝတောင်မှတခဏလို့ပဲပြောရအောင်နော်ကိုမျက်စိအောက်မှာတွေပဲချမ်းသာပြီးတော့ဆင်းရဲသွားတဲ့လူတွေလည်းအများကြီးရှိတာပဲပြီးတော့ချမ်းသာပြီးမခံစားလိုက်ရတဲ့လူတွေလည်းအများကြီးရှိတာအဲ့တော့အချိန်ပိုင်းလေးအနေနဲ့အလွန်တိုးတောင်းတယ်အဲ့ဒါကိုအခွင့်ကောင်းလို့သတ်မှတ်ပြီးတော့တခြားဒီတဲ့အရေးကြီးတဲ့အခွင့်ကိုမစင်စားဘူးဆိုလို့ရှိရင်ဒီတဲ့အရေးကြီးတဲ့အခွင့်တွေဆွဆွနေတာသွားနိုင်သေးတယ်ပေါ့ခုဘုရားဘာသာဝင်သူတော်စင်တွေဖို့မြတ်စွာဘုရားကလမ်းညွှန်ထားတဲ့အခွင့်ကောင်းဆိုတာဘယ်လိုဟာခေါ်တာတော့ဆိုအခုဖျားပွင့်လို့တရားဓမ္မတွေဟောပြောထားလို့သာသနာတော်ကြီးတည်ရှိတယ်အဲ့ဒီတည်ရှိနေတာအခွင့်ကောင်းတစ်ခုပဲနောက်ကိုယ်တိုင်ကစဉ်းစားဉာဏ်ရှိတယ်ကောင်းအကောင်းအဆိုးအကြောင်းအကျိုးခွဲခြားသိနိုင်တယ်ဒီသိနိုင်တဲ့အချိန်လေးရတယ်အခွင့်ကောင်းပဲခွင့်ကောင်းတယ်တခါကျတော့မသိနိုင်တဲ့ဘဝရောက်သွားတာရှိသေးတာကိုအဲ့တော့မြတ်စွာဘုရားရဲ့သာသနာပွင့်ဖူးလို့တရားဓမ္မကိုလည်းဟောပြောနေတယ်ကိုသိချင်ရင်သိလို့ရတယ်တရားတွေကိုယ်တိုင်လည်းခံယူနိုင်တဲ့ဉာဏ်စွမ်းနေရှိတယ်အဲ့ဒါလို့အခြေအနေတွေကောင်းနေတဲ့အတန်းနဲ့ရခဲ့တဲ့လူဘဝကိုရပြီးတော့အခြေအနေတွေကောင်းနေတဲ့အတန်းနဲ့
တရားဓမ္မကိုလိုက်စားမယ်လေးလာမယ်ဆိုလို့ရှိရင်မြန်မာပြည်မှာအခြေအနေတွေအလွန်ကောင်းတာပဲဘာပဲလေးလာခြင်းအလွယ်တကူနဲ့ရနိုင်တချို့နိုင်ငံတွေမှာဆိုတရားထိုင်ရင်လို့တရားဓမ္မလေးလာခြင်းတာတောင်မှပဲစစရကုန်ကြစိတ်တွေအများကြီးရှိတယ်ကုန်ကြမှလေးလာလို့ရတယ်ခုမြန်မာနိုင်ငံမှာဆိုတာအဲ့လိုမဟုတ်ဘူးနော်အများကြီးအခြေအနေကောင်းတွေရှိတယ်ပေါ့အဲ့ဒါလို့အခြေအနေကောင်းတွေရှိတော့စီးပွားရေးဆိုတာဘဝတိုင်းလုံးလို့ရတယ်ဒီတရားဓမ္မရေးရဆိုတာဘဝတိုင်းလုံးလို့မရဘူးခုလို့အခြေကောင်းမှလုံးလို့ရတယ်ပေါ့တခြားနိုင်ငံတွေမှာကြည့်ဘုရားဘာသာမဟုတ်ပေမဲ့လို့စီးပွားရေးလုံးလို့ရတဲ့ဟာတွေအများကြီးပဲရှိတယ်ပေါ့စီးပွားရေးဘက်ကတိုးတက်လို့ရအောင်လုပ်နိုင်သို့တော့ကိုချင်းတရားနဲ့အတိတရားရှိဖို့ဆိုတာကြတော့ဒါမျိုးကအမတန်မှခရင်တယ်ဒါကြောင့်မို့လို့တို့ဘဝဟာအခုချိန်မှာဘာလုပ်ချင်တယ်လဲအကောင်းဆုံးအခွင့်အရေးဆိုတာဘာလဲစီးပွားရေးကိုအခွင့်ကောင်းလို့သတ်မှတ်ရင်ဒီဘဝစာပဲဓမ္မရေးရအတိညာကိုအခွင့်ကောင်းလို့သတ်မှတ်ရင်တော့ဒီဘဝတည်းမကဘူးဘဝပေါင်းမြောက်များစွာကိုယ့်အတွက်အခြေအနေကောင်းတွေရရှိသွားမှာအဲ့ဒါလို့စဉ်းစားဉာဏ်နဲ့တွေးလိုက်မယ်ဆိုလို့ရှိရင်အခုရထားတဲ့အခြေအနေကောင်းကြီးဟာတကယ်ကိုကောင်းနေတယ်လာတာရုံဘိုင်းငင်းဆိုတာလို့လုံးဝမဲ့လှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တွေတို့လှုပ်ကြရမှာမလှုပ်လိုက်လို့ရှိရင်လာအမြဲတာနေမှာမဟုတ်ဘူးသာသနာနဲ့ကြုံတွေ့ပြီးတော့တို့အသိဉာဏ်ရှိတဲ့ဘဝဖရာတရားတွေလေးလာလို့ရနိုင်တဲ့ဘဝလေးမှာဘာလဲဆိုတာတရားဆိုတာဘာလဲဆိုရင်တရားရဲ့အရသာတို့မြည်စမ်းပြီးတော့မကြည့်လိုက်ဘူးဆိုလို့ရှိရင်နောက်ဓာမျိုးခြုံမှုဆိုတာအများကြီးခဲရင်သွားလိုက်ဝေးသွားလိုက်အဲ့တော့ဝေးသွားမှဒါကိုသိကျင်ပါတယ်ဆိုလို့ရှိရင်အခွင့်ကောင်းဆုံးရှုံးသွားတဲ့အခါမှာပြန်ရဖို့မရှိဘူးပေါ့ဒါကြောင့်မို့လို့ပြောကြတယ်လူပညာရှိတွေကအခွင့်ကောင်းဆိုတာနှစ်ခါမလာဘူးတစ်ခါပဲလာတယ်လို့ပြောကြတယ်ဒါလည်းဟုတ်တဲ့လောက်ဟုတ်တယ်ခွင့်ကောင်းဆိုတာအမြဲတမ်းကြုံတဲ့အနေအထားမရှိဘူးဆိုပါစို့ဘုရားသာသနာနဲ့ကြုံနေတယ်မြန်မာနိုင်ငံမှာလည်းလူဖြစ်တယ်တရားဓမ္မတွေအနည်းမှလည်းပဲရှိနေတယ်တိရစ္ဆာန်တကောင်ဟာကြည့်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်သူ့ဖို့မှာဘုရားသာသနာကြုံသားပဲနေတာလဲဓမ္မယုံသားမှနေတယ်သို့တော့ကဲသူ့ဖို့မှာတရားသိနိုင်တဲ့အစွမ်းအင်ဟာမရှိဘူးမရှိသည့်အတွက်ကြောင့်သူ့ဖို့မှာဒါတွေကအပူဖြစ်သွားတယ်ပေါ့ခွင့်ကောင်းလို့မခေါ်နိုင်ဘူးအဲ့ဒါကြောင့်မလို့ဘုန်းကြီးတို့အခဏသုတ်တံကိုရှင်းပြီးတော့ဟောထားတယ်၈ယောက်နဲ့၁ယောက်ဆိုတာခွင့်ကောင်းရှိတဲ့လူက၁ယောက်တည်းပဲရှိတယ်အခွင့်ကောင်းလက်လွတ်ဆုံးရှုံးနေတဲ့ပုဂ္ဂိုလ်တွေက၈ယောက်တောင်၈ဦးတောင်ရှိတယ်အဲ့တော့၈ဦးမှ1ဦးဒီလောက်အခွင့်အရေးနည်းတဲ့အခွင့်အရေးကြီးကိုတို့ရနေတယ်ရနေတာကိုဒီတန်ဖိုးရှိမရှိမစင်စားမိလို့တန်ဖိုးရှိတယ်လို့မရှိဘူးလို့တန်ဖိုးရှိတယ်လို့ထင်တဲ့အရာတွေတန်ဖိုးမရှိတဲ့အရာတွေနဲ့အချိန်ဖြုံးလိုက်မယ်ဆိုလို့ရှိရင်ဒီအခွင့်ကောင်းကိုလက်လို့ဆုံးရှုံးသွားတယ်ပေါ့ဒါကြောင့်မို့လို့ရှင်ဥပါလိကတတိပေးခဲ့တဲ့စကားလေးတစ်ခုဟာအလွန်မှတ်သားစရာကောင်းတယ်ဒါလေးကိုရှင်းဥစွာမှတ်သားကြဖို့ပေါ့နော်မာဝခဏံဝိရဒေထသူပြောတဲ့စကားပါဠိစကားမို့အခွင့်ကောင်းကြီးကိုလွဲချော်မသွားစေချမ်းနဲ့ဒါအရေးတကြီးသတိပေးလိုက်တာကိုအခြေအနေကောင်းတွေကိုဆုံးရှုံးမသွားစေနဲ့ကိုရထားတဲ့အခြေအနေကောင်းတွေကိုမဆုံးရှုံးစေနဲ့ဘာလို့လဲဆိုခဏလေးနဲ့ဆုံးရှုံးသွားနိုင်တယ်လူဘဝဆိုတာလေကျမ်းမာနေတုန်းပဲအလုံးလုံးလို့ရတယ်အသက်ရှိနေတုန်းပဲအလုံးလုံးလို့ရတယ်မျက်စိကောင်းနားကောင်းတုန်းပဲလုံးလို့ရတယ်အခြေအနေဆိုတာအမြဲတမ်းကောင်းနေမှာမဟုတ်ဘူးဒါကြောင့်မို့မာဝခဏံဝိရဒေထကောင်းတဲ့ခဏလေးကိုလွဲချော်မသွားစေနဲ့ဘာဖြစ်လို့တိုက်တွန်းရတာတုံးဆိုသူကဆက်ပြီးမေးရှိတယ်ခဏတိတာဟိသောဆိုရယ်အခွင့်ကောင်းတစ်ခုလက်လွတ်ဆုံးရှုံးသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာထာဝရပူပန်းနေရတဲ့အနေအထားမျိုးရောက်သွားနိုင်တယ်တဲ့ဟုတ်တယ်ဆုံးရှုံးသွားပြီဆိုရင်ပြန်ယူလို့လည်းဘယ်လိုမှမရတော့အဲ့ဒါအတွက်တအုံတွေနေစိတ်ပူနေတာစိတ်ပူတာပဲရှိတယ်ကောင်းလာမှာတော့မဟုတ်တော့ဘူးပေါ့ခွင့်ကောင်းဆိုတာမရနိုင်ဘူးပေါ့
ဒါကြောင့်မို့တိုက်တွန်းစကားပြောတယ်တဒတ်ထေဝါယမေးရထားကိုယ့်အတွက်အကောင်းဆုံးအလုပ်တွေကိုလုပ်ဖို့လိုတယ်ကိုယ့်အတွက်အကောင်းအဲ့တော့ကိုယ့်အတွက်အကောင်းဆုံးလုပ်ဆိုတာစဉ်းစားဖို့လိုတယ်မစဉ်းစားရင်တော့သူများလုပ်တာပဲလိုက်လုပ်မှာပဲလောကလူတွေဆိုတာလေသူများလုပ်တဲ့လမ်းကြောင်းပေါ်ပဲလျှောက်တယ်ဥပမာပဲဒီနားလက်ဖက်ရည်ဆိုင်ဖွင့်လို့ကြီးပွားတယ်ဆိုရင်လည်းငါလည်းလက်ဖက်ရည်ဆိုင်ဖွင့်အောင်မှပဲကြီးပွားအောင်သူများလုပ်တဲ့အလုပ်ကိုလိုက်လုပ်တာနော်ရှေ့ကဒီလိုလှုပ်လို့ကြီးပွားသွားရင်လိုက်နေတာအဲ့ဒီလမ်းပဲလိုက်လျှောက်တယ်အဲ့တော့စဉ်းစားရမှာကိုယ့်အတွက်တကယ်အကျိုးရှိတဲ့အလုပ်လားအကျိုးရှိတယ်ဆိုတဲ့အခါမှာအတိုင်းအတာတစ်ခုအထိရှိတာလားသို့တော့အတိုင်းအတာမဲ့အမတန်ကြီးမားတဲ့အကျိုးရှိတာလားဒါဟာမစဉ်းစားဘဲနဲ့မနေသင့်ဘူးပေါ့စဉ်းစားသင့်တယ်အကျိုးနှစ်ခုရွေးချယ်တဲ့အခါမှာအကျိုးရှိတယ်ဆိုတာတက္ကနာတာအကျိုးရှိတာကိုရွေးမှလားဟုတ်လားတဘဝလုံးအတွက်အကျိုးရှိတာရွေးမှလားနောက်ဆုံးတသန္တရာလုံးအတွက်အကျိုးရှိတာကိုရွေးမှလားဘဝတစ်ခုမှာအစမပြေလို့ဒုက္ခရောက်သွားတာတွေကိုမျက်စိအောင်မှအများကြီးရှိတယ်လူတွေလည်းရှိတယ်တိရစ္ဆာန်တွေကိုစဉ်းစားကြည့်လိုက်လူတွေရဲ့ညှဉ်းပန်းနှိပ်စက်မှုအောက်မှာတိရစ္ဆာန်လောကတိရစ္ဆာန်တွေဟာဒုက္ခရောက်နေကြပုံကိုကြည့်တယ်သူတို့လည်းတစ်ချိန်တစ်ခါတုန်းကဘုရားရဲ့တရားတော်ရာဆိုရင်တစ်ချိန်တစ်ခါတုန်းကသူတို့လည်းလူဖြစ်ခဲ့မှာပဲလူဖြစ်ခဲ့လို့ကံကောင်းအကြောင်းမလားလို့တိရစ္ဆာန်ဘဝရောက်ရင်လူတွေရဲ့အနိုင်ကျင့်မှုကိုခံပြီးတော့နေကြအဲ့ဒီအချိန်ကျမှဒီကောင်းတဲ့အလုပ်ကိုလုပ်ချင်ပါတယ်အကျိုးရှိရာရှိကြောင်းလုပ်ချင်ပါတယ်ဆိုလို့ဘလို့မှသူတို့မှအခွင့်အရေးမရှိနိုင်ဘူးပေါ့အဲ့ဒါတွေကိုအလေးနဲ့ထားစဉ်းစားပြီးတော့ရှင်ဥပလေးကတဒတ်ထေဝါယမေးရထားတယ်အကောင်းဆုံးအကျိုးရှိတဲ့ပုံမှာကြိုးစားအထောက်ကြပါတဲ့ခနောဝပฏิပါတိတောသင်တို့မှာလှုပ်လို့ဖြစ်တဲ့အချိန်ကြီးဟာအခုဟာအခွင့်ကောင်းကြီးရှိနေတယ်လှုပ်လို့ရလှုပ်ချင်ပေမဲ့လှုပ်မရတဲ့အခြေအနေဆိုတာရှိတယ်အများကြီးရှိတယ်လှုပ်ချင်တယ်လှုပ်လို့မရဘူးเนาะအချိန်ခါဆိုတာအများတန်းရှိနေတာမဟုတ်ဒီနေ့လူတွေပိုနားလဲပါတယ်ကိုဘလောက်လှုပ်ချင်ပေမဲ့လို့လှုပ်မရတာတွေအများကြီးရှိတယ်လေဒါအခုဟာတာမန်ကိစ္စလေးတွေပဲကိုလှုပ်ချင်တယ်မြင်တယ်စီဝါရေးတွေမြင်တယ်ဉာဏ်နဲ့ကိစ္စတွေမြင်တယ်လှုပ်ချင်လှုပ်လို့ရလားဆိုမရတဲ့ဟာတွေအများကြီးပဲရှိတယ်အဲဒါကြောင့်မို့အချိန်ကောင်းနေတဲ့အချိန်လေးသာလှုပ်လို့ရတာဖြစ်သောကြောင့်ကိုကျိုးကိုစီမွားကိုကြိုးစားအထောက်ပါလို့ရှင်ဥပလိကသူကသူ့ဘဝမှာတန်တရားခရီးမှာအမှားတစ်ခုသူလုပ်ခဲ့တဲ့အတွက်ကြောင့်နှိမ့်ကြတဲ့ဘဝရောက်သွားရှာတာသူ့ဘဝလေးကအတင်းညုပ်ပြောမယ်ဆိုလို့ရှိရင်တော့သူကရှင်အာနန္ဒာတို့ရှင်ကိမိလတို့ရှင်ဗတ္တိယတို့ဆိုတဲ့တာကဝေမင်းသား6ယောက်ရဟန်းပြုတဲ့အခါမှာသူကနောက်ကလိုက်လာတဲ့လူသူကဘာလုပ်ရတာလဲဆိုတော့အဲ့ဒီမင်းသားတွေကိုသံမုတ်စိတ်ကိုပြုပြင်ပေးရတဲ့သတ္တာတိသူကအဲ့ဓမ္မအောက်တန်းကြတယ်သူတို့ခင်မှာဒီဟာသံမုတ်စိတ်ကိုပြုပြင်ပေးရတယ်လူရသွဲမခံရအောင်နေရင်လည်းအနောက်နားလေးမှာခြေရင်းနဲ့နေအပြင်မှာနေရတယ်နော်ဒီထက်တန်းကြတဲ့ပုံကိုယ်တွေနဲ့တူစပွဲမှာထိုင်ဖို့ဆိုတာအဝေးကြီးအမြဲတမ်းသူတို့ဝေယဝိဆလုပ်ပေးရတဲ့အောက်တန်းနောက်တန်းကြတဲ့အနေအထားမျိုးမှာသူနေလာတာနောက်ဆုံးကြတော့သူကသူစဉ်းစားပုံလေးကအလွန်ကောင်းတာဒီဘဝမှာမင်းသားတွေကသာသနာပေါင်းဝင်တော့မယ်ဆိုတဲ့အချိန်မှာသူတို့ရဲ့လက်ဝဲရတနာတွေသူတို့ဝတ်ဆင်လာတဲ့အဝတ်အစားတွေအကုန်လုံးထုတ်ပြီးတော့သူ့ကိုပေးခဲ့တယ်မင်းပြန်တော့တို့ကတော့ဘုန်းကြီးဝတ်တော့မယ်ဆိုပြီးတော့သူ့ကိုပစ္စည်းတွေပေးပြီးပြန်လွှတ်လိုက်တာကြည့်သူရွေးချယ်ပုံလေးကသူကဘယ်လိုစဉ်းစားတော့ဆိုရင်သူစဉ်းစားတဲ့စဉ်းစားမှုက2ချက်ရှိတယ်အကယ်၍ငါဒီအထုပ်ကြီးနဲ့ပြန်သွားလို့ရှိရင်နော်ငါဒီအထုပ်ကြီးနဲ့ပြန်သွားရင်ဒီကောင်မင်းသားတွေကိုတတ်ပြီးတော့ဒီပစ္စည်းယူလာတာလို့မတွေးကြလိမ့်မယ်ဒါတစ်ခုသူ့အတွက်အန္တရာယ်ဖြစ်နိုင်တယ်နောက်တစ်ခုကတော့ဒီမင်းသားတွေတောင်မှသူတို့စီးစိမ်ဥစ္စာချမ်းသာတွေစွန့်ငါမှဘာမှရှိတဲ့လူမဟုတ်ဘူးသူတို့ပေးထားခဲ့တဲ့ပစ္စည်းတစ်ခုဟာသူတို့ထွေးလိုက်တဲ့တွေးနဲ့တူတူပဲဒါတွေကိုမမောပြီးတော့ငါကိုကျိုးကိုစီပေါင်းမလုံနိုင်ဘူးဆိုရင်ငါလူညမ်းဖြစ်တော့မှာပေါ့ဒါကြောင့်မို့လို့သူတို့ထွေးတဲ့တွေငါမထွေးဘူးသူ
သူတို့လိုချင်တဲ့မမျိုးဘူးသူတို့လိုချင်တဲ့သူတို့ပေးခဲ့တဲ့ပစ္စည်းတွေငါမလိုချင်ဘူးငါလည်းပဲသူတို့ရှာတဲ့တရားမျိုးရအောင်ရှာမယ်သူတို့တောင်ရှာရသေးတာငါလည်းရှာလို့ရအောင်မယ်ဆိုအထုပ်ကြီးသစ်ပင်ချိတ်ထားခဲ့ပြီးတော့သူလည်းလိုက်သွားနောက်ပါဟိုရောက်တဲ့အခါကျတော့မင်းသားတွေကဖျားစီရောက်တော့သူလည်းနောက်ကပါလာတော့ဟာမင်းမပြန်မဲနဲ့ဘာလို့လိုက်လာလဲဆိုသူကစဉ်းစားတဲ့အကြောင်းပြောပြတာအဲ့မင်းသားတွေကလည်းသဘောထားကောင်းကြတယ်အေးဟုတ်တယ်တဲ့မင်းပြန်သွားလို့ရှိရင်တော့မင်းအသက်ခံရင်အသက်ခံမှာတဲ့ဒီအထုပ်ကြီးနဲ့အေးမင်းလိုက်လာတာကောင်းတယ်ဆိုပြီးတော့သူတို့ကိုသူတို့မှန်ချတဲ့အနေနဲ့ဥပါလိကိုအရင်သင်္ကန်းဝတ်ခိုင်းမြတ်စွာဘုရားဝတ်ဖို့လျှောက်ထားတယ်မြတ်စွာဘုရားဥပါလိကိုအရင်သင်္ကန်းဝတ်ပေးလိုက်တယ်ပြီးတော့မှသူတို့ရှင်ဥပါလိကိုသင်္ကန်းဝတ်ထားတဲ့ပုဂ္ဂိုလ်တို့အနေနဲ့အယုသေးပြုပြီးမှသူတို့သင်္ကန်းဝတ်ကြတယ်ရှင်အာနန္ဒာတို့အဖွဲ့ပဲအဲ့ဒါတာဂိဝေမင်းသား6ယောက်ရဟန်းခံတယ်ဆိုတယ်အဲ့တော့စဉ်းစားပုံလေးတွေကိုကြည့်သူကတရားဓမ္မကျင့်လိုက်တဲ့အခါကျတော့အမှန်တန်ထူးချွန်တဲ့အသိဉာဏ်တွေသူ့မှာရှိတယ်ဘဝကသာနှိမ့်ကြတာအသိဉာဏ်မနှိမ့်ကြဘူးလောကလူတွေကဘဝနှိမ့်ကြသလိုအသိဉာဏ်မှာနှိမ့်ကြတယ်ရေးကြည့်တာအသိဉာဏ်မနှိမ့်ကြဖို့ရေးကြည့်တယ်ပေါ့ဘဝဆိုတာအခြေအနေပေးသလိုနေကြရတာဆိုတော့နှိမ့်ကြတဲ့ဘဝလည်းနှိမ့်ကြတာလောကလူတွေကပတ်စံမရှိရင်နှိမ့်ကြတယ်လို့သတ်မှတ်ကြတာလည်းရှိတာပဲမျိုးရိုးမကောင်းရင်လည်းနှိမ့်ကြတယ်လို့ပဲသတ်မှတ်ကြတယ်အဲ့တော့ပိုက်ဆံတို့မျိုးရိုးတို့ဟာလူရဲ့အဆုံးဖြတ်မဟုတ်ဘူးလူရဲ့တန်ဖိုးမဟုတ်ဘူးလူရဲ့တန်ဖိုးဆိုတာအသိဉာဏ်ပဲပေါ့အခုအသိဉာဏ်နဲ့ကြိုးစားလိုက်တဲ့အခါရှင်ဥပါလိဟာသူကသာသနာတော်မှာပထမသံဃာနာတင်တဲ့အခါမှာဝိနည်းကျမ်းကိုဥဆောင်တင်နိုင်တဲ့ပုဂ္ဂိုလ်သူတပည့်သားမြေတွေနဲ့ထွန်းကားပြီးတော့အမှန်တန်အလေးပေးရတဲ့ပုဂ္ဂိုလ်ဖြစ်ခဲ့တယ်ပေါ့ဒါအောက်တန်းစားဘဝကတက်သွားတာပေါ့သူဘာလို့ဒီလိုအောက်တန်းစားဖြစ်တုံဆိုရင်သူမင်းသားဘဝတစ်ခါတော့ပိစိကဗုဒ္ဓတပါးကိုစော်ကားခဲ့တယ်စော်ကားမော်ကပြောခဲ့ဘူးတယ်သူကအောက်တန်းစားပုဂ္ဂိုလ်တို့ပိစိကဗုဒ္ဓတို့ဘာလို့ဆိုတာသင်္ကန်းတွေဘာတွေဝတ်ထားတာကပန်းတကူသင်္ကန်းတွေဘာတွေဝတ်ထားတာဆိုတော့တောက်ပြောင်ပြောင်မဟုတ်ဘူးတောက်ပြောင်ပြောင်မဟုတ်ဘူးဖြစ်တယ်လို့ပန်းတကူသင်္ကန်းလူတကာမလို့ခြင်းနဲ့အိုးကိုဆက်ချုပ်ပြီးတော့ဝတ်ထားတာဆိုတော့သူတို့စိတ်ထဲမှာတရောင်းစားလို့ထင်တာလူကလည်းအဲ့ဒါလို့တရောင်းစားကြီးပဲလို့ဆိုပြီးတော့အထင်မြင်သေးပြီးတော့ဒါမျိုးသိကြောက်ဖို့ကောင်းတယ်ပေါ့အဲ့တော့မြင်သမျှတွေပေါ်မှာကိုယ့်ရဲ့အထင်သေးအမြင်သေးတို့စော်ကားမှုတို့မပြုမိအောင်ဘသူကိုမှစော်ကားမှုမပြုအောင်ဟိုတနာခြင်းတနာစော်ကားတာမျိုးမလုပ်သင့်ဘူးပေါ့နော်အဲ့တော့တကယ်ကိုသူတော်ကောင်းကိုသွားစုံစားမိတဲ့အခါကျတော့သူ့စိတ်ထားအတိုင်းပဲဘဝတွေမှာနှိမ့်ကြတဲ့ဘဝဟာကြီးပဲဖြစ်ရတယ်နောက်ဆုံးမှာရဟန္တာဖြစ်မဲ့ဘဝတောင်သူကအောက်တန်းစားမှသွားဖြစ်တာဗမာပြည်ကလူတွေကသိမသိလို့အိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်ဇတ်နိုင်နေတာအန်တချေပေါ်မထိမကန်ရတဲ့လူမျိုးတွေထိရင်တနာတယ်လို့ပြောတာတကယ်ကိုခဏိထိရှိတာနော်ဘလောက်ခင်မိတဲ့တိုးတက်ပါတယ်ဆိုတဲ့အချိန်ရောက်တော့မှပဲဒီအန်တချေပေါ်တွေကလူတွေကအထိမခံဘူးအိန္ဒိယနိုင်ငံမှာအဲ့ဒီလူတွေက majority ပဲအများစုဇတ်နိုင်နေအဲ့ဒါကြောင့်မလို့ဘဝဆိုတာဒီလူအတိုင်းဝိုင်းဆိုတာလည်းမတူညီကြဘူးစိတ်ထားခြင်းမတူညီကြဘူးဒါကြောင့်မို့လို့ကိုဟာအဆင့်မြင့်တဲ့ဘဝလူအထင်မသေးခံရတဲ့ဘဝဖြစ်ဖို့ဆိုတဲ့နေရာမှာကိုယ့်ရဲ့စိတ်ထားနှလုံးသားကလည်းအမတန်မှအရေးကြီးတယ်လွယ်မှာတန်တရားခရီးသွားမှာအမှားတစ်ခုလုပ်မိလို့ရှိရင်တန်တရားမှာခံရတတ်တယ်ပေါ့အဲ့တော့ဒီရှင်ဥပါလိမထေရကသူ့ရဲ့ကိုယ်တွေးကိုပြောပြပြီးတော့ဆုံးမတာတဒတ်ထေဝါယမေယာထအကျိုးရှိတဲ့အလုပ်တွေလုပ်ကြသမှာတဲ့ကိုယ့်အတွက်အကျိုးရှိတဲ့အလုပ်ကိုလုပ်စမ်းပါအကျိုးရှိဆိုတာဒီဘဝတည်းအကျိုးရှိတာမဟုတ်ဘူးတန်တရားပါအကျိုးရှိနိုင်တဲ့အလုပ်တွေလုပ်ပါလို့ဒီလိုပြောတာဘာဖြစ်လို့လုပ်ခိုင်းတာတော့ဆိုခနောပฏิပါတိတော့စီးပွားရှာလို့ရတဲ့ဘဝဆိုတာဘယ်နေရာမှာဆိုရှိနိုင်တယ်ဘယ်တန်တရားဘယ်ဘဝမျိုးမှာဆိုလူဝရရင်စီးပွားရှာလို့ရနိုင်တဲ့အခြေအနေတွေရှိတယ်တရားဓမ္မကိုနှလုံးသွင်းခွင့်ကျင့်ဆောင်ခွင့်ဆိုတဲ့အခွင့်အရေးကြတော့နေရာတိုင်းမရဘူးအချိန်တိုင်းလည်းမရဘူးခေတ်တိုင်းလည်းမရနိုင်ဘူးဟောဒါကြောင့်မို့လို့နောက်ဆုံးမှာကုံကိုပြောလို့ရှိရင်အသိဉာဏ်ရှိတဲ့ဘဝရအောင်ကြိုးစားသမှာလို့ပြောရမှာဘာလို့လဲဆိုရင်လောကလူတွေကယရနာလို့သတ်မှတ်ပြီးတော့ရှာဖွေတာဘာတွေတုံးဆိုတော့စိတ်တို့များတို့ကြောက်တို့ပရမညာတို့
ဒါတွေကိုယရဏလို့သတ်မှတ်တာမြတ်စွာဘုရားကတော့ယရဏလို့အဲ့ဒါတွေကိုမသတ်မှတ်ဘူးဒါလူဝါဟာရအနေနဲ့ခေါ်ခြင်းခေါ်ဖို့ယရဏမြတ်စွာဘုရားကအေးယရဏအစစ်ဆိုတာအဲ့ဒီစိတ်နေရွှေတွေဗရမ ्या တွေမဟုတ်ဘူးတဲ့ပညာနရဏံယတနာအသိပညာသာလူရဲ့ယရဏလို့ဆိုလို့တယ်ဟိုဟာတွေကကိုကခဏတစ်ပြုတ်ပဲပိုင်ဆိုင်ခွင့်ရှိတာလေဗမာပြည်မှာလည်းစဉ်းစားကြည့်ရင်သိပါတယ်ယရဏဂုံတွေဟုတ်လားနောက်ဆုံးသေတော့ပြစ်ထားခဲ့ရတာတို့ယရဏတွေအလူခံလဲရတာတို့အသက်ခံလဲရတာတို့ ਨੇ ဒီယရဏအကြောင်းပြုပြီးတော့ဒုက္ခရောက်တာတွေအများကြီးပဲလေအများကြီးပဲတကယ်တော့ကိုပိုင်နေဆိုင်နေဆိုတာခဏတစ်ပြုတ်ပဲမပိုင်မဆိုင်တာတွေအများကြီးဖြစ်သွားတယ်။ဟောတကယ်ထာဝရပိုင်လို့ရတဲ့ပိုင်ဆိုင်မှုကဘာလို့ဆိုအသိပညာ။ဒါကြောင့်မို့လို့မြတ်စွာဘုရားကတကယ်အစစ်မှန်ပညာနရဏံရတနာပညာသီသာလင်လူသားတွေအတွက်ယရဏဖြစ်ပါတယ်။ကျန်တာတွေကယရဏလို့ခေါ်တာနေကြတာတစ်သက်လုံးလည်းပိုင်လို့ရတာမဟုတ်ဘူးတစ်သက်လုံးကောင်းကျိုးကြီးပေးတာလည်းမဟုတ်ဘူးတကယ်ပညာဆိုတာကြတော့ကိုယ့်အတွက်ကောင်းကျိုးချမ်းသာပေးတယ်ပညာဆိုတာဘာလဲလှုပ်တဲ့နာမလှုပ်တဲ့နာခွဲခြားသိတယ်အကြောင်းအကျိုးအကောင်းဆိုးခွဲခြားသိတယ်အခွင့်ကောင်းကြုံတယ်မကြုံဘူးခွင့်ကောင်းရှိတယ်ဘာလှုပ်တဲ့နယ်ဆိုတာသိတဲ့ပညာဟာသာလင်တကယ်ယရဏအစစ်ပါအဲ့ဒီယရဏကိုသာပိုင်ဆိုင်မှုကြိုးစားရမှာတဲ့ခိုးပိုင်ယရဏတွေကိုပိုင်ဆိုင်ရင်ခဏပဲပိုင်မှာတဲ့ပိုင်ယုံနေမကောက်ကိုဒုက္ခပေးသေးတယ်အဲ့ဒီယရဏတွေကဒါမို့ကိုယ်တိုင်ပိုင်အောင်ကြိုးစားရမှာတော့ပညာတည်းဟူသောယရဏပဲလို့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါလို့အခွင့်ကောင်းဆိုတာဒီသူ့ဟာသူအခွင့်ဆိုတာလာတာပဲလာတဲ့အချိန်လေးမှာအသုံးချလိုက်မှအသုံးမချဘူးဆိုရင်မရလိုက်ဘူးပဲဘုန်းကြီးတို့တွေအခွင့်ကောင်းကောင်းနေတဲ့အချိန်မှာဥမာမဲ့သာသနာအခုထွန်းနေတယ်တရားဓမ္မတွေပွင့်လင်းနေတယ်ဟောကြားနေအေးတခြားကိစ္စဝိစ္စတွေနဲ့လှည့်မကြည့်အောင်တရားဆိုတာလည်းဘာမှမသိဘူးစိတ်မဝင်စားဘူးအလုံးနဲ့ပဲနေစဉ်ရှုပ်နေတယ်ဆိုတော့ဒီအခွင့်ကောင်းကြီးကဒီတိုင်းနေမှာမဟုတ်ဘူးကိုယ့်ဘက်ကလည်းဆုံးရှုံးသွားနိုင်တယ်ဒီအခြေအနေကောင်းကြီးကလည်းပဲဏီကုန်းချုပ်သွားနိုင်တယ်ပေါ့အဲ့ဒီနှစ်ခုစလုံးကိုယ့်ဘက်ကလည်းဏီကုန်းချုပ်တယ်အခြေအနေကောင်းလည်းဏီကုန်းချုပ်သွားတယ်ဆိုတော့မှကိုဘာမှမရလိုက်တဲ့အခါကျတော့မှဒါမျိုးပြန်ရကြမှာတယ်ဆိုလို့မရှားတော့ဘူးပေါ့ဒီလိုဆိုလိုတာပေါ့အဲ့တော့ဘဝတစ်ခုဘုန်းကြီးတို့တွေရလာပြီဆိုလို့ရှိရင်ပညာဟာလူသားတို့ရဲ့ယရဏဖြစ်သည့်အတွက်ကြောင့်မြတ်စွာဘုရားဟောထားတဲ့သုတ်တန်တစ်ခုမြတ်စွာဘုရားကလူဖြစ်လာလို့ရှိရင်ဒီမျက်စိနှစ်ဖက်ကန်းနေတဲ့ပုဂ္ဂိုလ်တယောက်ကိုဒုက္ခိတလို့ခေါ်တယ်လို့လူဖြစ်လာပြီးတော့ဘာမှမသိတဲ့ပုဂ္ဂိုလ်မျိုးမဖြစ်သင့်ဘူးတဲ့နော်လောကကြီးမှာဒီ population တစ်ခုကိုသူကခွဲကြည့်လိုက်မယ်ဆိုရင်လူဦးရေကိုပိုင်းခြားပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်ဘာမှမသိတဲ့လူဒန်းစားတစ်ခုရှိတယ်လူတွေထဲမှာဘာမှမသိဘူးဘာမှမသိဘူးဆိုတာဘာပြောတာတော့ဆိုတာစီးပွားရေးလည်းမသိဘူးကုသိုလ်ရေးလည်းမသိဘူးစီးပွားရေးအကြောင်းဆိုတာလည်းမလုပ်တတ်ဘူးကုသိုလ်ရေးအကြောင်းဆိုတာလည်းမလုပ်တတ်လောကလူတွေအများကြီးပါစီးပွားမလုပ်တတ်လို့သူများဝန်တန်းလုပ်နေတာတွေလည်းအများကြီးရှိတာပဲလေနော်စီးပွားဆိုတာမလုပ်တတ်ဘူးလေမလုပ်တတ်တာအဲ့ဒါဘယ်လိုလုပ်ရင်လူတိုင်းစီးပွားလုပ်တတ်တာမဟုတ်ဘူးအဲ့တော့စီးပွားရေးမျက်စိဆိုတာမရှိဘူးပညာရေးမျက်စိဆိုတာမရှိဘူးကုသိုလ်ရေးမျက်စိဆိုတာမရှိဘူးမရှိလို့ရှိရင်ဒါမျက်လုံးနှစ်ဖက်ကန်းနေတာ ਨੇ တူတယ်လို့ဒီလိုခေါ်တာဟောနောက်တစ်ခုကျတော့တချို့ကမျက်စိတစ်လုံးပဲရှိတယ်တစ်ဖက်ပဲရှိတယ်နှစ်ဖက်မပြည့်စုံအဲ့တစ်ဖက်သာရှိတယ်ဆိုတဲ့ပုဂ္ဂိုလ်ကစီးပွားရေးတက်တက်တာရှာတယ်ကိုချင်းတရားနဲ့ပတ်သက်ပြီးတော့မျက်ကွယ်ပြုတ်ထားတယ်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုတစ်ဖက်မြင်ပုဂ္ဂိုလ်လို့ခေါ်တယ်အဲ့ဒီတစ်ဖက်မြင်ပုဂ္ဂိုလ်ကအလွန်ကြောက်စရာကောင်းတယ်မြတ်စွာဘုရားကဟောတာစီးပွားရေးမျက်စိသာရှိပြီးတော့ကိုချင်းတရားနဲ့ပတ်သက်တဲ့မျက်စိမရှိဘူးဆိုလို့ရှိရင်ပတ်စံရပြီးရောစီးပွားဖြစ်ပြီးရောလုံးချင်တာတွေအကုန်လုံးတယ်နော်ဘာပဲဖြစ်ဖြစ်လုပ်တယ်အကောင်းလည်းလုပ်တယ်ဘိုင်ဟုဘိုင်ဂရုဆိုတာဟိုတရားတဲ့နေရောမတရားတဲ့နေရောပတ်စံရရင်ပြီးရောစီးပွားဖြစ်ဖို့တခုတည်းပဲကြည့်တယ်ကိုချင်းတရားပြက်မပြက်ဘယ်သူတွေဘာဖြစ်ဆိုတဲ့ကိုရရင်ပြီးရောဘယ်သူသေးငတေမာဆိုတာအဲ့ဒါမျက်စိတစ်ဖက်တည်းရှိတဲ့ပုဂ္ဂိုလ်မျိုးစဉ်းစားတာနော်
ကိုရရင်ပြီးရောဆိုတဲ့ပုဂ္ဂိုလ်တွေကြတော့ကြည်ဒီဘဝမှာသူလုံးလို့ကြိုးစားအထုတ်လာလို့ပိုက်ဆံတော့စုမိကောင်းစုမိလိမ့်မယ်ရကြင်လည်းရလာလိမ့်မယ်စီးပွားကိုတရားတဲ့နည်းနဲ့ရောမတရားတဲ့နည်းနဲ့ရောရှားလာတယ်ဆိုတဲ့ပုဂ္ဂိုလ်တရားဟာနောက်ဆုံးအချိန်တစ်ခုရောက်လာတဲ့အခါမှာဒုက္ခနဲ့ပဲအဆုံးသတ်သွားကြတယ်ကိုချင်းတရားပြက်ပြတယ်ဒုက္ခနဲ့ပဲအဆုံးသတ်တယ်တည်တဲ့အခါမှာလည်းပဲနောက်ဘဝလည်းပဲအကောင်းမဖြစ်တော့ဘူးအဲ့ဒီပုဂ္ဂိုလ်ဟာဒီဘဝရှာထားတဲ့စည်းစိမ်ဥစ္စာဟာနောက်ဘဝမှာယူသွားလို့ရတာမှမဟုတ်တာဟုတ်ပစ္စည်းဥစ္စာဆိုတာအတိုင်းအတာတစ်ခုအတွက်ပဲအကန့်အသတ်ကလေးနဲ့ပဲသုံးလို့ရတာဒီဘဝရှားဖွေစုဆောင်းပြီးနောက်ဘဝထိမပါဘူးစီးပွားသက်သက်လုပ်တယ်ကုသိုလ်ကောင်းမှုမလုပ်ခဲ့သည့်အတွက်ကြောင့်ကောင်းရဘဝဆိုတာမျှော်လင့်ချက်မရှိဘူးဟောအဲ့ဒီလိုဘဝမျိုးရောက်သွားရင်ဒါမျက်စိတစ်ဖက်သာရှိတဲ့ပုဂ္ဂိုလ်လို့ခေါ်တယ်ဒါကြောင့်မို့လူဖြစ်လာလို့ရှိရင် ideal person ဆိုတာထူးခြားတဲ့ perfect man ပေါ့ ideal person ဖြစ်ဖို့လိုတယ် ideal person ဆိုတာမျက်စိနှလုံးပြည့်စုံလူဆိုတာမျက်စိနှလုံးရှိတယ်လို့အမြင်နှစ်ဖက်ရှိရမယ်လို့ဒီလိုပြောတယ်အမြင်နှမျိုးဆိုတာဘာလို့စီးပွားလဲရှာတတ်ရမယ်ဒီကိုချင်းတရားဘက်ကလည်းပဲလက်မလွတ်စေရနှစ်ဖက်ညှိပြီးဆောင်ရွက်တတ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဆိုလိုတာကတစ်ဖက်ကစီးပွားရေးလည်းလုပ်တယ်တစ်ဖက်ကကုသိုလ်ရေးလည်းလုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေဒီဘဝလည်းကောင်းတော့ဘဝလည်းကောင်းတစ်ဖက်စလုံးကောင်းတယ်ဒါကြောင့်မြတ်စွာဘုရားကတတိပေးထားတာသုတ်တန်တစ်ခုမှာမင်းတို့အန္တဆိုတဲ့ပုဂ္ဂိုလ်နှစ်ဖက်ကမ်းပုဂ္ဂိုလ်လည်းမဖြစ်စေနဲ့တစ်ဖက်မြင်ပုဂ္ဂိုလ်လည်းမဖြစ်စေနဲ့လူဘဝရောက်လာလို့ရှိရင်နှစ်ဖက်မြင်တဲ့ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားကြလို့မြတ်စွာဘုရားဟောတယ်ဒါလည်းဖရာရဲ့အဆုံးအမဩဝါဒတစ်ခုပဲလူလောကမှာဒါလည်းအရေးကြီးတဲ့ကိစ္စတစ်ခုပေါ့နော်အဲ့တော့နောက်တစ်ခုပညာရှိတွေအနေနဲ့ဘုန်းကြီးတွေအခုလိုလူဘဝသိဉာဏ်ရှိတဲ့ဘဝမျိုးမှာလူဖြစ်လာပြီဆိုတဲ့အခါမှာဘာတွေလုပ်သင့်တာလဲနော်လောကကြီးမှာအခုလိုလူဖြစ်လာတဲ့အချိန်လေးမှာဘာတွေလုပ်သင့်တယ်လဲကောင်းကျိုးချမ်းသာတွေရအောင်လူတိုင်းဟာချမ်းသာခြင်းနဲ့ကောင်းကျိုးချမ်းသာရခြင်းနဲ့တို့တော့ကောင်းကျိုးချမ်းသာရခြင်းရဲ့အကြောင်းတရားကြတော့လူတိုင်းမသိဘူးရလာတာကိုတော့ကြီးပွားတိုးတက်လာရင်လူတွေသိတယ်ဘာကြောင့်ကြီးပွားတိုးတက်တယ်ဆိုတဲ့အခြေအနေအစစ်မှန်ကိုမသိဘူးတခါတလေကျတော့အပေါ်ယံလေးကိုကြည့်ပြီးတော့လူတွေကဆုံးဖြတ်ကြတယ်ပေါ့ဘာကြောင့်ရတယ်ဘာကြောင့်ရတယ်ဆိုခုခေတ်စီးပွားဖြစ်နေတဲ့ပုဂ္ဂိုလ်တွေဟုတ်လားဘာကြောင့်ရတယ်ဆိုတာအမျိုးမျိုးပြောကြတယ်ပေါ့တကယ်စစ်မှန်တဲ့နည်းနဲ့လူဘဝတစ်ခုမှာပြည့်စုံတိုးတက်ပြီးတော့ကောင်းကျိုးချမ်းသာတွေရဖို့ခိုင်မာဖို့ဆိုတာကြတော့ဘာလို့အပ်တယ်လဲဆိုတာကိုမြတ်စွာဘုရားဟောထားတာရှိတယ်တကယ်လေကြည့်မယ်ဆိုရင်အမတမမှန်ကန်တယ်လို့ပြောအဲ့ဒါကိုအထဒွါရဒီလိုသုံးတာတယ်ကောင်းကျိုးချမ်းသာတွေရဲ့ဝင်ပေါက်တကားကြီးတွေလို့ဆိုလို့နော် gate for prosperity ပေါ့ကြီးပွားတိုးတက်ခြင်းရဲ့ gate ကြီးတွေပေါ့ဒီလိုဆိုလို့တာ gate ဝါကြီးကြီးပွားတိုးတက်နိုင်တယ်လူဘဝရလာပြီဆိုရင်ကြီးပွားတိုးတက်ခြင်းရဲ့အကြောင်းတရား gate ဝါကြီးတွေတကားပေါက်ကြီးတွေပေါ့အဲ့ဒီကြီးပွားတိုးတက်နိုင်တဲ့အကြောင်းတရားဟာ6မျိုးရှိတယ်ကိုယ့်ကိုယ်လည်းစဉ်းစားကြည့်ပေါ့ဒီ6မျိုးကိုရအောင်ဖန်တီးရနံပါတ်1ကဘာလို့ဆိုအာရောက်ချကျမ်းမာခြင်းနဲ့ကိုကျမ်းမာရမယ်စိတ်ကျမ်းမာရမယ်ကျမ်းမာတယ်ဆိုတာနှစ်ခုရှိတယ်ကာယကျမ်းမာရေးနဲ့စိတ်ဓာတ်ကျမ်းမာရေးကျမ်းမာရေးနဲ့ပြည့်စုံဖို့လိုတယ်လူဘဝရောက်လာပြီဆိုရင်ကျမ်းမာရေးနဲ့ပြည့်စုံအောင်လုပ်ရမယ်ဒါကံမကောင်းအကြောင်းမလားလို့ယောဂါတွေဖြစ်ပြီးတော့ဒီပြန်ပြီးကျမ်းမာနိုင်တဲ့ယောဂမျိုးမဟုတ်ဘဲနဲ့ကုလို့မရတဲ့ယောဂမျိုးနဲ့ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တော့ရှိတာသို့သောအနေထိုင်စားသမတလို့ကျမ်းမာရေးချွတ်တက်သွားတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိတယ်ပင်ကိုယ်ကကျမ်းမာရဲ့တန်းနဲ့အနေထိုင်စားတော့မတက်လို့မကျမ်းမာမှာဖြစ်သွားတယ်မကျမ်းမာမှာဖြစ်သွားရင်အားလုံးဆုံးရှုံးသွားပြီလို့သာမှတ်ပြီနော်တချို့ကထင်ကောင်းထင်လိုက်မယ်ပတ်စံရှိစိတ်ကူရတယ်လို့ထင်ကောင်းထင်လိုက်မယ်ကုမရတဲ့အနေအထားမျိုး incurable တွေရှိတယ်ပေါ့အဲ့ဒါကြောင့်မို့လို့နံပါတ်1အရေးကြီးဆုံးခရူးဆိုင်ရမှာကိုယ့်ကိုကျမ်းမာရေးခရူးဆိုင်ရမယ်လို့ဒီလိုပြောတယ်ကိုကျမ်းမာရမယ်စိတ်ကျမ်းမာရမယ်နှစ်ခုစလုံးကိုခရူးဆိုင်ရမယ်
ကိုကျမ်းမာဖို့အတွက်じゃကာယ exercise လုပ်တာတို့နော် body physical exercise လုပ်တာတို့နောက်ပြီးတော့မတည့်တဲ့အစားအစာမစားဘူးတို့ကိုယ်နဲ့တညက်တဲ့အစားအစာစားတယ်မလောလီဘူးကိုယ်စိတ်ကိုထိန်ချုပ်တယ်ကျမ်းမာအောင်နေတယ်ကျမ်းမာအောင်ဝတ်တယ်ကျမ်းမာအောင်စားတယ်ဟောတာကာယကျမ်းမာရေးအတွက်အထောက်အကူဖြစ်တယ်ဒါလူတိုင်းကျမ်းမာရေးလိုက်စားတဲ့ပုဂ္ဂိုလ်တိုင်းသိတယ်ဒီဟာဖះဟောတာလည်းဒါပဲဟောမှာပဲနော်နောက်စိတ်ကျမ်းမာဖို့ကြတော့ဘာလုပ်ဖို့လိုလဲဆိုလောကလူတွေကစိတ်မကျမ်းမာမှာဘာကြောင့်ဖြစ်တာတုံးဆိုရင်လောဘတွေလွှမ်းမိုးမယ်ဒေါသတွေလွှမ်းမိုးမယ်မောဟတွေလွှမ်းမိုးမယ်ဆိုရင်စိတ်မကျမ်းမာမှာတာတွေဖြစ်လာတယ်ဒါကြောင့်မို့လို့ကိုယ်တဏ္ဍမှာလောဘတွေကိုများများအဖြစ်မခံရဘူးဒေါသတွေကိုများများအဖြစ်မခံဖြစ်လာလို့ရှိရင်ဒါတွေကမကောင်းဘူးလို့စိတ်ရဲ့ကျမ်းမာရေးကိုထိခိုက်တဲ့အရာတွေပဲလို့ဆိုပြီးတော့စိတ်ကျမ်းမာမှုကိုကြိုးစားအထောက်ပြရစိတ်ကျမ်းမာတယ်စိတ်ချမ်းသာအောင်နေတယ်စိတ်ကျမ်းမာတယ်နော်ဆိုရင်တောကတွေကိုလျှော့ချတယ်ဆိုတာတရားဓမ္မကိုနှလုံးသွင်းခြင်းဖြင့်လျှော့ချလို့ရတယ်အဲ့ဒီလိုနည်းနဲ့ကိုကျမ်းမာအောင်စိတ်ကျမ်းမာအောင်နေရမယ်လို့ဒီလိုပြောတာခုခေတ်စိတ်မကျမ်းမာဘူးစိတ်ယောဂါတို့ဆိုတာတစ်မျိုးเนาะအခုဒီစိတ်ယောဂါဆိုတာဒီလောဘဒေါသမောဟဖြစ်တာတွေကိုလျှော့ချဖို့ပြောတာเนาะအဲ့တော့စိတ်ကျမ်းမာသွားပြီကျမ်းမာရေးကောင်းတယ်ကျမ်းမာရေးကောင်းတာဟာအလုံးအတွက်အခွင့်အလမ်းကြီးတစ်ခုပဲကိုကျမ်းမာတယ်ဆိုလို့ရှိရင်အလုံးအတွက်အခွင့်အလမ်းကြီးပဲစီးပွားလုံးမလားပညာရှာမလားတရားကျင့်မလားဟောဘယ်ဟာအတွက်ဖြစ်ဖြစ်အကုန်လုံးအဆင့်သင်းဖြစ်တယ်မကျမ်းမာဘူးဆိုရင်အဲ့ဒီကိစ္စတွေအကုန်ဆုံးရှုံးသွားမယ်ဘာတစ်ခုမှလုံးလို့မရတဲ့အခြေအနေမျိုးရောက်သွားနိုင်တယ်ဒါမို့နံပါတ်1ဒီကြီးပွားတိုးတက်ဖို့ရာအတွက်ကောင်းကျိုးချမ်းသာတွေရဖို့ရာအတွက်ခိတ်ဝါကြီးတစ်ခုဟာကျမ်းမာမှုပဲတဲ့နံပါတ်1ကဒါဟုတ်တာပဲဒါအရေးကြီးတဲ့ကျမ်းမာမှုတစ်ခုပဲကျမ်းမာမှုဒါမို့ရသော်ဘုရားဟောထားတာရှိတယ်လေအာရောကြပရမလာပါဆိုတာလောကမှာရတာစိတ်နေရွှေတွေငွေတွေရတယ်စီးပွားပစ္စည်းတွေရတယ်ဘာတွေရကျမ်းမာတဲ့ပုဂ္ဂိုလ်ကသာခံစားနိုင်တာမကျမ်းမာတဲ့ပုဂ္ဂိုလ်ကခံစားနိုင်ဘူးကျမ်းမာမှဒါတွေရဲ့အဓိပ္ပာယ်ရှိတယ်လေအိမ်မောမှာမစင်းနိုင်အောင်လုပ်ရင်မော်ရမြင့်ကားကြီးသူပိုင်လဲသူစီးရမှာမဟုတ်တာသိပြီးတော့နော်ဘာတွေလာခဲ့သူသုံးလို့မှမရတာကျမ်းမာမကျမ်းမာတာဒီလိုပဲဖြစ်မှာပဲပေါ့ဒါကြောင့်မို့လို့ကျမ်းမာမှုဟာနံပါတ်1အရေးကြီးဆုံးပဲတဲ့ကျမ်းမာတဲ့နောက်မှာဘာလုပ်ရမလဲလို့ဆိုကိုချင်းတရားကောင်းဖို့လိုတယ်ကိုချင်းတရားကိုရှော့ပြီးတော့မတွက်ရဘူးကိုချင်းတရားကောင်းမွန်ခြင်းသည်ကျမ်းမာရေးအတွက်လည်းထောက်ကူဖြစ်တယ်နောက်ဘဝဆက်တိုင်းမှာလည်းပဲကောင်းကျိုးချမ်းသာတွေရဖို့အတွက်ထောက်ကူဖြစ်တယ်နှစ်ဖက်စလုံးအကျိုးရှိတယ်ဆိုကိုချင်းတရားဆိုတဲ့နေရာမှာမလုတ်တင်တာကိုမလုတ်ဖို့လုတ်တင်တာကိုလုတ်ဖို့ဒါကိုချင်းတရားပဲစာရိတ္တသီလနဲ့ဝါရိတ္တသီလလို့နှမျိုးရှိတယ်ဝါရိတ္တဆိုတာမလုတ်ရဘူးလို့သတ်မှတ်ထားတဲ့ဟာမလုတ်ရဘူးလို့သတ်မှတ်ထားဘာတော့ဆိုဥပမာမယ်မီးနဲ့ဥပမာတူတယ်မီးကိုမကန်ရဘူးလို့အလုံးသိကြတယ်ကန်ရင်ဘာဖြစ်တယ်ဆိုကန်ရင်ပူမှလောင်မှပေါ့ဒါပဲပေါ့မလုတ်ရဘူးဆိုတာလုတ်လို့ရှိရင်ကိုယ်မှထိခိုက်မှာပဲဒါပဲနော်လျှက်စစ်မီးချိုးသွားမကိုင်နဲ့ကိုင်လို့ရှိရင်တက်လိုက်မယ်ဒုက္ခရောက်မယ်အဲ့ဒါလိုပဲဝါရိတ္တသီလဆိုတာဒါမလုပ်ရဘူးလို့ဆိုတာပညာချက်ကြီးတစ်ခုမဟုတ်ဘူးပညာချက်ကြီးတစ်ခုမဟုတ်ဘူးဒါလို့ရင်တုံ့ပြန်မှုကဒုက္ခအဲ့ဒါကြောင့်မြင်ပြောတာတဘာဝအတိုင်း၅ပါးသီလဆိုတာမြတ်စွာဘုရားလိတ်တောင်းလုပ်ထားတာမဟုတ်ဘူးဘုရားသခင်ရဲ့ပညာချက်မဟုတ်ဘူး၅ပါးသီလနော်လို့ရင်ဒီလိုအပြစ်တွေကိုဖြစ်လာနိုင်လို့ဒီတတိပေးတာပဲရှိတယ်အခုလျှက်စစ်နာမှာဆိုပြောတယ်မဟုတ်လား dangerous လို့ပြောထားတာရေးထားတာလေအန္တရာယ်လို့ရေးထားလို့ရှင်မရှောင်ဘူးဆိုရင်ဒီခံရမှာပဲလေဒါဝါရိတ္တသီလရဲ့အဓိပ္ပာယ်ကဒါ dangerous လို့ရေးထားတဲ့အဓိပ္ပာယ်ပဲသူကပါဏာတိပါဒအရိဏရဏကာမိတုမိစ္ဆာစရမုဒဝါရမုဒဝါရနော်သူရမေရိယဆိုတာဒါတွေကိုမလုံးနဲ့ဒါတွေက dangerous ပဲတုံ့ပြန်လာရင်ခံရမယ်လို့ဒီလိုပြောတာနော်ဒါတချို့ကဘုရားသီ၅ပါးသီလဘုရားမဟောပါဘူးတို့ဘာတို့ဒီလိုတွေလျှောက်ပြောတဲ့လူလည်းရှိတာပဲနော်၅ပါးသီလမလုံလဲတပါးလောက်လုံလဲရတယ်တို့ဘာတို့ဘယ်ဟာမှနားမယောင်လေနဲ့ဒါတွေက dangerous ပဲနော်မြတ်စွာဘုရားကဒီ
dangerous လို့စာရန်ထိုးပေးထားတဲ့သဘောပဲတဘာဝကိုတုံ့ပြန်မှာနော်တဘာဝကိုတုံ့ပြန်တာစာရိတ္တသီလဆိုတာကျတော့လှုပ်တဲ့လှုပ်ထိုက်တာလောကမှာလှုပ်တဲ့လှုပ်ထိုက်တယ်ဆိုတာမိဘတွေကိုစောင့်ရှောက်ရမယ်ဆွေမျိုးသားချင်းတွေကိုစောင့်ရှောက်ရမယ်မိတ်ဆွေသင်္ကားတွေကိုစောင့်ရှောက်ရမယ်လောကမှာလှုပ်တဲ့လှုပ်ထိုက်တဲ့အလုပ်တွေကိုလုပ်တယ်ဒါစာရိတ္တသီလဒါမို့ဝါရိတ္တလည်းရှိရမယ်စာရိတ္တလည်းရှိရမယ်ဒီနှစ်ခုစလုံးအဲ့ဒါလို့ကိုချင်းတရားကောင်းမွန်အောင်ကိုယ့်ကိုကြိုးစားအထောက်အောင်အဲ့ဒီမှာနောက်ထပ်ကြီးပွားတိုးတက်ရေးအတွက်ဘာလို့တော့ဆိုလောကမှာပညာရှိတွေဆိုတာရှိတယ်လူအတိုင်းဝိုင်းထဲမှာနော်ဥဆောင်တဲ့ပညာရှိတွေရှိတယ်လူကြီးသူမတွေရှိတယ်မိသားစုထဲမှာဆိုရင်အတွေ့အကြုံရင့်ကျက်တဲ့အမေတို့အဖေတို့အဖိုးတို့ဖွားတို့ဆိုတာတွေရှိတယ်သူတို့ရဲ့ဆုံးမစကားမှတ်သားနိုင်ယူသင့်တယ်ပေါ့သူတို့ရဲ့အတွေ့အကြုံတွေဆုံးမဒါတွေကကိုယ့်အကိုစဉ်းစားဖို့ပြောတာစဉ်းစားရမယ်ဆုံးမဩဝါဒဆိုတာ instruction ဆိုတာဘယ်နေရာမှာဆိုရှိတာလဲ instruction မရှိဘဲနဲ့လှုပ်လို့ရင်အကုန်လွဲချော်နိုင်တာပေါ့ဒါကြောင့်မို့အမေကဆုံးမတာပဲဖြစ်ဖြစ်အဖေကဆုံးမတာပဲဖြစ်ဖြစ်ပညာရှိတွေကဆုံးမတာပဲဖြစ်ဖြစ်စာပေကရတဲ့ဆုံးမဩဝါဒပဲဖြစ်ဖြစ်ဘယ်ဆုံးမဩဝါဒဒါမှမဟုတ်လူတွေကတချို့ကြဲကြဲပြန့်ပြန့်ယူကြတယ်လေမြင်ဆရာတဲ့ကြားဆရာတဲ့နော်ကိုမြင်တဲ့ပုံမှာသင်ခန်းစာယူမယ်ကြားတဲ့ပုံမှာသင်ခန်းစာယူမယ်အဲ့ဒီလိုဆုံးမဩဝါဒတွေဟာလည်းလိုအပ်တယ်တဲ့လောကမှာကြီးပွားတိုးတက်ဖို့အတွက်နောက်တစ်ခုကြတော့ဘာလို့ဆိုတုတ္တခုနကပညာရှိတွေရဲ့အဆုံးအမတုတ္တဆိုတာမိမိကိုယ်တိုင်အကြမြင်ဘောဓုတ္တကိုစီးပူအထောက်အောင်လောကမှာအကျိုးရှိအောင်နောက်ဆုံးအောက်တစ်ဆုံးကဈေးအယောင်းဝယ်လုပ်တာတို့managing ပညာတို့ဘာပဲဖြစ်ဖြစ်ပေါ့ business နဲ့ပတ်သက်တဲ့ပညာတို့ကွန်ပျူတာပညာတို့စသဖြင့်ပေါ့ပညာရပ်တွေပေါ့ဘောဓုတ္တဆိုတာအကုန်လုံးစီးပူအထောက်ရတယ်တဲ့ဒါလည်းပဲကြီးပွားတိုးတက်ခြင်းအကြောင်းတစ်ခုပဲဟောနောက်တစ်ခုကျတော့ဘာတော့ဆိုလို့ရှိရင်ဓမ္မကိုကျင့်သုံးရမယ်ဒါတော့လက်တွေ့လုပ်ဖို့လိုတယ်ဓမ္မကျင့်သုံးတယ်ဆိုတာဘာလဲဆိုရင်သူစရိုက်တရားတွေကိုဆောင်ရွက်ပြီးတော့ဒုစရိုက်တရားတွေကိုရှောင်တာဟာဒါဓမ္မကိုကျင့်သုံးတာလောကလူတွေကိုယ့်အကိုကျင့်သုံးလို့ရတာဘာတော့ဆိုလို့ရှိရင်ဒီစိတ်အတွေးနဲ့ပတ်သက်ပြီးတော့သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တဲ့လောဘနဲ့အတွေးမျိုးတွေမတွေးရဘူးသူများကိုပျက်စီးပါစေဒီလူဟာဆုတ်ယုတ်နစ်နာသွားပါစေဒုက္ခရောက်သွားပါစေဆိုတဲ့ဒေါသနဲ့အတွေးတွေမတွေးရဘူးကံကံဤအကျိုးကိုညှင်းပယ်တဲ့အမြင်တွေမမြင်ရဘူးအဲ့ဒါဟာဒါမှန်ကန်တဲ့အတွေးလို့မနောကံဘက်ကဆိုင်ရာသူစရိုက်တရားလို့ခေါ်တယ်နှုတ်နဲ့ပတ်သက်လာလို့ရှိရင်လိမ်မပြောရဘူးမှန်တာပဲပြောရမယ်နော်တချို့ကမှန်တာပြောတာကိုဝန်လေးတတ်တယ်မှန်တာပြောတယ်ဆိုတဲ့နေရာမှာဘာကိုပြောတာတုံးဆိုလူတစ်ဖက်သားတစ်ယောက်ဒုက္ခရောက်အောင်ရုံးပြင်ကဏ္ဍတက်ပြီးတော့ဒီလူမဟုတ်တာကိုဟုတ်တယ်ဟုတ်တာကိုမဟုတ်ဘူးလို့တက်သိလိုက်တာမျိုးဆိုလိုတယ်ပို့ပြီးတော့အရေးကြီးတာကနော်ဥပမာကြောက်လို့လှီလွဲပြောတာတို့ဒါမျိုးတွေကိုပြောတာမဟုတ်ဘူးမုဒ္ဒဝါဒဆိုတာပြစ်ကြီးတဲ့မုဒ္ဒဝါဒလူတယောက်ကိုဒုက္ခရောက်တော့အောင်မဟုတ်တန်တရားတွေကိုလိမ်လည်ပြီးတော့ပြောတာမျိုးထွက်ဆိုတာမျိုးအဲ့ဒါကိုပို့ပြီးတော့ပြစ်ကြီးတယ်လို့ဒီလိုပြောတာနော်မုဒ္ဒဝါဒအဲ့ဒါမျိုးမလုပ်ဘဲနဲ့မှန်တာကိုပြောရမယ်နောက်ပြီးတော့လူသားအချင်းချင်းကိုပတ်ဝန်းကျင်အချင်းချင်းမိတ်ဆွေတွေကအချင်းချင်းမှာတဦးနဲ့တဦးမတက်အောင်မလုပ်ရဘူးတက်အောင်သာပြောရမယ်ဒါလည်းရထဲမှာတို့မိသားစုထဲမှာတို့အလွန်အရေးကြီးတာဟောနောက်တစ်ခုကရိုင်းပြတဲ့စကားကိုမသုံးရဘူးဟိုယဉ်ကျေးတဲ့စကားအပြောမျိုးကိုပြောရတယ်ဟောနောက်တစ်ခုကအကျိုးမရှိတဲ့စကားရက်တွေကိုပြောပြီးတော့အချိန်ဖြုံးတာမျိုးမလုပ်ရဘူးလို့ဟောဒါနှုတ်နဲ့ပတ်သက်တဲ့ကောင်းတဲ့အလုပ်တွေပဲပေါ့အသိဉာဏ်နဲ့ပြောတဲ့စကားမျိုးပဲပြောတယ်နောက်ကာယကံနဲ့ပတ်သက်လာတဲ့အခါကျတော့သူများတဲ့ကိုမတန်ဘူးသူဥစ္စာမခိုးနောက်ဒီကာမဂုဏ်တွေနဲ့ကာမကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဒီစီကံပြတ်တဲ့အလုပ်တွေမလုပ်ဘူးပေါ့မှားယွင်းတဲ့အလုပ်တွေမလုပ်ဘူးလူသိက္ခာကိုထိန်းသိမ်းဆောက်ရှောက်တယ်ဆိုဟောအဲ့ဒါကိုပြောတာဒါကြီးပွားတိုးတက်ခြင်းအကြောင်းပဲတခုလှုပ်လို့ရှိရင် तू ကလူသိရင်လည်းရှုတ်ချခံရတယ်မသိရင်လည်းကိုယ့်ရဲ့ကိုချင်းတရားပြပြတယ်လူမသိတာကအကဲ့ရဲ့မခံရယုံပဲရှိတယ်နော်ပျက်စီးမှုကတော့ရှိတာပဲဒါကြောင့်မို့လို့
ဓမ္မနုဝတ္တိလို့ခေါ်တဲ့ကိုချင်းတရားနဲ့ပတ်သက်ပြီးတော့လည်းပဲလိုက်နိုင်ကျင့်သုံးရမယ်နောက်တစ်ခုကဘာလို့ဆိုစိတ်ဓာတ်ဟာကောင်းတာလုပ်တဲ့အပေါ်မှာအမြဲတမ်းတက်ကြွနေဖို့လိုတယ်ပေါ့စိတ်မပါတာမျိုးမဖြစ်စေအောင်ကိုယ်စိတ်ကိုပြင်ပေးရတယ်ဘုရားမဲ့တရားနှလုံးသွင်းဖို့တို့တရားနာဖို့တို့တရားအတိတွေရအောင်လို့ဆိုရင်စိတ်ဓာတ်ဆုံးနေတာမျိုးမရှိရဘူးတဲ့အမြဲတမ်းစိတ်ဓာတ်ဟာလန်းဆန်းတက်ကြွပြီးတော့ဒါလှုပ်တဲ့လှုပ်ထိုက်တဲ့ဟာလို့ဆုံးဖြတ်ပြီးတော့လုပ်ရမယ်အဲ့ဒါဆိုလို့ရှိရင်ကိုယ်မှာကောင်းကျိုးချမ်းသာတွေရဲ့မုတ်ဦးကြီးတစ်ဖွဲ့ဒီ6ခုဟာရှိမယ်ဆိုရင်ဒီဘဝမှာလည်းပဲကောင်းကျိုးချမ်းသာတွေဝင်လာမှာပဲနောက်ဘဝရောက်ရင်လည်းပဲဒီတိုင်းကောင်းကျိုးချမ်းသာတွေဝင်လာမှာပဲဘဝဆက်တိုင်းရေရှည်ကောင်းမှုအတွက်ဒီကိုကျင့်တရားတွေဟာလိုအပ်တယ်လို့ဒါတွေကလိုအပ်တယ်အဲ့အမှုမဲ့အမှတ်မဲ့နေမယ်ဆိုလို့ရှိရင်ဒါတွေကိုယ်တဏ္ဍာမှာရှိတာလည်းမသိဘူးမရှိတာလည်းမသိဘူးเนาะအမှုမဲ့အမှတ်မဲ့ဒါကြောင့်မလို့မနေသင့်ဘူးရှိသင့်ရှိလိုက်တဲ့ဟာတွေကိုယ်တဏ္ဍာမှာရှိအောင်ကြိုးစားကြရမှာတဲ့ပစ္စည်းတစ်ခုဆိုတာတစ်ခုနဲ့တစ်ခုအသုံးချင်းမတူတတ်ဘူးပေါ့လူတွေရဲ့အရည်ချင်းတွေမှာလည်းပဲတစ်ခုနဲ့တစ်ခုအသုံးဝင်တာချင်းမတူဘူးဒါကြောင့်မို့လို့အသုံးဝင်မှုပြည့်စုံစေတတ်တဲ့ဒီတရားတွေနဲ့ပတ်သက်ပြီးတော့စုံအောင်ရှိရမယ်လို့မြတ်စွာဘုရားကဒီလိုခေါ်တာကဲလောကမှာစိတ်နေစိတ်ထားနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုသုတ်တန်တစ်ခုကိုကြည့်ကြမြတ်စွာဘုရားလူဘဝရလာလို့ရှိရင်တဲ့ခုနအန္တသုတ်တံမှာဟောထားတဲ့မျက်စိအမြင်နှမျိုးရှိရမယ်ဆိုတာ ਨੇ သွားပြီးတော့နီးစပ်တယ်ပေါ့ကြည့်လူတွေအတွက်ကောင်းမှုအချက်၄ချက်ဒါကလက်တွေ့လိုက်နာသုံးသပ်ဖို့ကောင်းမှုအချက်၄ချက်ကဘာလဲလို့ဆိုရင်ဓက္ခံဂါပတံတာတို့အေယတိထောင်လူပေါင်းဘဝမှာနေလို့ရှိရင်တဲ့စီးပွားရေးနဲ့ပတ်သက်ပြီးလိမ္မာကျွမ်းကျင်မှုလုပ်ငန်းကျွမ်းကျင်မှုရှိရမယ်ဒါတော့ဟုတ်တာပဲမလုပ်တတ်မကိုင်တတ်ဆိုရင်လွယ်လွယ်ချော်ချော်တွေဖြစ်တယ်လေဘယ်လုပ်ပဲလုပ်ငန်းကျွမ်းကျင်မှုကအမှန်တမ်းအရေးကြီးတယ်ဟိုကြည့်လေဒီနားတွေမဲ့ကိုနားနိုင်ငံတွေပဲကြည့်တခါမြန်မာလူမျိုးတွေနဲ့နှိုင်းယှဉ်ပြီးတော့ကြည့်လုပ်ငန်းကျွမ်းကျင်တဲ့လူကအသာရနေတယ်နော်ဤပညာကောင်းတဲ့လူကအသာရနေတယ်လုပ်ငန်းကျွမ်းကျင်တဲ့ဤပညာကောင်းတယ်ဟောဤပညာညံ့နေပြီဆိုရင်အကုန်ညံ့တာပဲညံ့သွားဤပညာကောင်းအောင်လုပ်ငန်းကျွမ်းကျင်မှုရှိအောင်လေ့ကျင့်မွေးမြူနေကြရတာအဲ့တော့ဤပညာလည်းတာတယ်လုပ်ငန်းကျွမ်းကျင်မှုလည်းတာတယ်ဆိုတဲ့ပုဂ္ဂိုလ်ကရှေ့ရောက်သွားတာပဲလုပ်ငန်းကျွမ်းကျင်မှုမရှိတဲ့လူကနောက်ရောက်ကြရင်ဒါပဲဒါထုံးစံဗမာပြည်မှာဘုန်းကြီးတို့တခါတလေစဉ်းစားကြည့်မိတယ်ဒါတော့ဘုန်းတို့လည်းပို့ပြီးတော့မြင်ပါလိမ့်မယ်တခါကမတွေကစီးပွားရေးတကယ်လုပ်နေတဲ့ပုဂ္ဂိုလ်စဉ်းစားကြည့်မိတယ်တခါတလေကျတော့ဒုနိုင်ငံလူတွေကဘာနဲ့တူတော့ဆိုရင်တောကတောင်သူလယ်သမားတွေနဲ့သွားတူနေတယ်လို့တခြားနိုင်ငံနဲ့တချို့ကြီးပွားတိုးတက်တဲ့နိုင်ငံတွေနဲ့ရှင်လိုက်တောကတောင်သူလယ်သမားတွေလို့ဖြစ်နေတယ်ဘယ်လိုဖြစ်တာတော့ဆိုတော့တောင်သူလယ်သမားတွေဆိုတာဟာနော်တဏီကုံနေဘူးထဲမှာချွေးတီတီကြအောင်အလုံးလုံးပြီးတော့ချွေးတီတီကြအောင်အလုံးလုံးတယ်လှုပ်လှုပ်တဲ့အခါကျတော့တီးနှံလေးတွေရလာတော့ဘယ်ပို့ရတော့ဆိုမျိုးကပွဲစားစီပို့ပွဲစားကဖြတ်ပေးတဲ့ဈေးကလေးနဲ့ပဲသူပြန်သွားတယ်ဒီတည်းမရဟောပွဲစားကနေဘူးထဲထွက်เสียမလို့ဒီပစ္စည်းလေးတွေသူယူထားလိုက်တယ်ဈေးကောင်းပြီဆိုတော့သူကထုတ်ရောင်းတယ်ဟော50-60ဆာမြတ်တယ်ကဲဟိုလူကနေဘူးထဲမှာဒီကြောကုန်းကိုစားပွင့်လောက်အောင်အလုတ်လုပ်ပြီးလူကိုလူယုံမပြီးအောင်မွဲ6နေအောင်လုပ်ပြီးတော့ဒီလူကြတော့အဲ့လိုမလုပ်ရဘဲနဲ့သူလှုပ်ထားတဲ့သီးနှံတွေပေါ်မှာရလိုက်တဲ့အမြတ်ကနေရမှာမဟုတ်ပဲအဲ့တော့လည်းပဲမြန်မာပြည်မှာလည်းပဲကြည်တရားသာတပစ္စည်းတွေကိုနိုင်ငံခြားတိုင်းပြည်တွေမှာဒီတိုင်းပြီးရောင်းလိုက်မယ်ဆိုလို့ရှိရင်ဟိုကလူတွေကဆယ်စားမကမြတ်သွားတယ်ဒီကလူတွေကလုံးလိုက်ရတာကိုယ်စီကပစ္စည်းတွေကတန်ဖိုးကြတော့နေနေလေးပဲရတယ်ဆိုတာမျိုးဖြစ်တယ်အဲ့တော့ခုနကတစ်နှစ်ပတ်လုံးနေဘူးတဲ့ရုံးကန်လောက်ရတဲ့ပုဂ္ဂိုလ်ကဥပမာတသိန်းရတယ်ဆိုရင်ပွဲစားက10သိန်းလောက်လည်းရချင်းရသွားတယ်မတူဘူးအစချင်းဟာတသိန်းရတာ2သိန်းရတယ်ဆိုရင်2ဆရတယ်ပေါ့ဒီလိုတွေဖြစ်တာအဲ့ဒါကြောင့်မို့လို့ဤပညာတို့လိမ္မာကျွမ်းကျင်မှုတို့ဆိုတာဒါမြတ်စွာဘုရားကိုယ်တိုင်ကလည်းဟောခဲ့တာရှိတယ်
ဥဋ္ဌာဏတမ္မရာတဲ့စီးပွားရေးဖြစ်ဖို့ရတဲ့မင်းတို့ဥဋ္ဌာဏတမ္မရာရှိရမယ်ဥဋ္ဌာဏဆိုတာအမြဲတမ်းတက်ကြွကြွကြိုးစားအထုတ်နေတာကိုဥဋ္ဌာဏတမ္မရာခေါ်တယ်ကြိုးစားတယ်ဆိုတာဘာတော့ဆိုရင်လူမအလုပ်ဆိုတာအချိန်အကြာကြီးမရှိဘူးလူတွေမှာဘာဖြစ်တတ်တုံဆိုလို့ရှိရင်အေးစောလွန်နေသေးတယ်မိုးချုပ်သွားပြီဒီအတွေးလေးတွေရှိတယ်အေးရာသီဥတုကအေးလွန်နေသေးတယ်ရာသီဥတုကပူလွန်နေတယ်သင်္ကာလဝါဒတော့မှာအဲ့ဒါလေးတွေဒီပြည့်ချင်းရဲ့အကြောင်းပြလေးတွေဟာအေးစောလွန်အားကြီးလို့စောလို့မထသေးဘူးနော်နောက်ကျသွားလို့ရှင်လည်းကဲနောက်ကျသွားပြီနော်မိုးချုပ်လွန်အားကြီးသွားပြီတလို့အေးလို့ရှင်လည်းအေးလွန်နေသေးလို့ပူလို့ရှင်လည်းပူလွန်နေသေးလို့ဆိုတာဒီလိုအကြောင်းပြတွေနဲ့လောကကြီးမှာဒီလိုနေကြတာအဲ့လိုနေပြီးတော့ထမင်းမစားရသေးလို့စားတော့စားပြီးတဲ့အခါကျတော့လေဘိုက်လေးသေးလို့ဆိုဟောအကြောင်းများ6မျိုးကဒါပြည့်ချင်းရဲ့အကြောင်းတရား6မျိုးလို့ခေါ်တယ်အဲ့ဒါမျိုးကြောင့်မို့လို့အလုတ်တွေမအောင်မြင်မဲနဲ့ဖြစ်တတ်တယ်တဲ့တခါတော့ကပြောတန်ကြားဘူးတာလေးရှေ့ကပြောကြတာလေးရှိတယ်ပေါ့အလှလာတဲ့အလှကဖိတ်လို့မဟုတ်ဘူးကြုံလို့ရောက်လာတဲ့လူတယောက်ကဘာပြောတော့ဆိုအလှပွဲကြီးကျင်းပနေတာသူလည်းကုသိုလ်ရကျင်တယ်ဝေယဝိဆလှုပ်ချင်လိုက်တာပေါ့ဝိုင်းပြီးတော့ဘာလှုပ်ရပေါ့ကိုးဆေးရခွက်ဆေးရလှုပ်ဆရာရှိတာတွေသူလှုပ်ပါမယ်ပေါ့လှုပ်ချင်တယ်ဒါပေမဲ့လို့ထမင်းမစားရသေးလို့ဖိုက်ကတအားစားနေတယ်ဆိုတော့ဟာဒီလူတရားကောင်းမွန်ရတယ်ဆိုပြီးတော့ထမင်းကျွေးလိုက်တယ်ကျွေးလိုက်တော့သူအာရပါရစားပြီးတဲ့အခါကျတော့ကျုပ်လုံးချင်လိုက်တာဗျာခုနကတော့စားလုံးမလုံးနိုင်ဘူးအခုတော့ဘိုက်ကလေးသွားပြီဆိုနောက်ဆုံးမှမလုံးတာချင်းတူပဲသူကနော်ခုနကတော့ထမင်းစားလုံးမလုံးနိုင်တာအခုကျတော့ဘိုက်လေးလို့ဆိုတယ်ဒီအကြောင်းရနဲ့ပဲအလှဝဲကြီးတာပြီးသွားသူဘာတစ်ခုမှဝင်မလုံးလိုက်ရဘူးနော်အဲ့ဒါမျိုးလို့ပဲဒီတကယ်လုံးလာစ조사အထုတ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာမြတ်စွာဘုရားဟောထားတဲ့တရားထဲမှာဘာဟောထားတော့ဆိုယောဓတိတင်္စဩနှင်္စတိနာဘိယောနမညတိတဲ့ဒီအပူတွေအေးတွေခုနကအခက်ခဲတွေကိုသူကမြက်ကလေးတစ်ပင်လောက်တော့ခီးမဆိုင်ဘူးနော်ဒါတွေကိုထည့်မစင်စားဘူးလှုပ်ရှားရှိတာကိုလုပ်မယ်ဟောအဲ့ဒါလို့စိတ်ဓာတ်ကထားရမယ်တဲ့အဲ့ဒါလို့ထားမှလောကကြီးမှာကြီးပွားတယ်လို့ပြောတာအကြောင်းပြပြီးတော့အသာခိုးတာမျိုးဘယ်တော့မှမလုပ်အောင်ဘယ်ကိစ္စမှနော်ဘယ်ကိစ္စမှမလုပ်အောင်ကြိုးစားအထောက်မှုလုပ်ရမယ်လို့ဒီလိုပြောတာအဲ့ဒီမှာနံပါတ်1ကောင်းခြင်း၄ပြားထဲမှာဥဋ္ဌာဏတမ္မရာလုံလဝိရိယရှိပြီဆိုတဲ့အချိန်မှာမြတ်စွာဘုရားကလုံလဝိရိယရှိတယ်ဆိုတဲ့နေရာမှာတဲ့မင်းတို့မှတ်သားထားဖို့ရကလှုပ်တိုင်းဖြစ်တာတော့မဟုတ်ဘူးတဲ့လှုပ်တာလှုပ်ရမယ်အဲ့ဒီထဲမှာဘာပါတော့ဆိုဒက္ခလုပ်ငန်းကျွမ်းကျင်မှုရှိရမယ်အနလတဇွဲကောင်းရမယ်ဥပယဝိမန္တနိပညာကောင်းရမယ်ဟောအဲ့ဒါမှလောကကြီးဟာမှန်ကန်တယ်တဲ့လှိမ့်မရတဲ့ကြောက်တုံးကြီးကိုလာပြီးတော့တွန်းနေလို့ကတော့အချိန်သာကုန်သွားမယ်ရွေ့မှာမဟုတ်ဘူးလေအဲ့ဒါအလုတ်လို့မတတ်မှတ်ဘူးအကျိုးမထွက်ရင်အလုတ်လို့မတတ်မှတ်ဘူးလုတ်ကြတဲ့အကျိုးထွက်တဲ့အလုတ်ပဲလုပ်ရမယ်လို့ဒီလိုဆိုလို့အဲ့ဒါကြောင့်မို့ဒီထောင်လူပုံဘဝမှာနေတဲ့ပုဂ္ဂိုလ်တိုင်းဟာလိမ္မာကျွမ်းကျင်မှုရှိမှကောင်းတယ်တဲ့ဒါကတော့အားလုံးလည်းသိပြီးသားပဲเนาะတစ်ခုနောက်တစ်ခုကဘာလို့ဆိုရင်ကိုရှာဖွေလို့ရလာတဲ့ပစ္စည်းကိုကိုမိသားစုကိုမိဘဆွေမျိုးအားလုံးနဲ့ share လုပ်ပြီးတော့သုံးပါတဲ့ကိုတယောက်တည်းမသုံးပါနဲ့ဒါအားလုံးရဲ့မေတ္တာဓမ္မရကိုရတာကိုစားတဲ့လူတယောက်ဟာကျန်တဲ့လူကလည်းသူ့ပေါ်မှာမေတ္တာမထားဘူးလေအဲ့တော့သူကအဲ့လိုမဟုတ်ဘူးကိုရလာတယ်ကိုဝဲလာတဲ့ပစ္စည်းလေးအားလုံးမိသားစုမှာ share လုပ်ပြီးတော့စားတယ်ခွဲခြားဝေဖန်ပြီးတော့သုံးတယ်ဆိုတာဒါလူလောကမှာရှိတဲ့ရှိလိုက်တဲ့ကိစ္စတဲ့ဒါကြောင့်မို့မြတ်စွာဘုရားကစီးပွားရှာပြီးတော့ဘယ်လိုသုံးရမယ်ဆိုတာဟောထားတာရှိတယ်စီးပွားရှာထားတဲ့ပုဂ္ဂိုလ်ကဘာအတွက်ရှာရမယ်ဆိုတာလည်းမြတ်စွာဘုရားဟောထားရှိတယ်စီးပွားရလာလို့ရှိရင်အတ္တနံဒုခေတိပိနေတိကိုယ့်ကိုဝါဖြိုးအောင်ချမ်းသာအောင်ကိုယ့်ကိုအသုံးပြုတယ်ဒါနံပါတ်1မာတာပိတရောဒုခေတိပိနေတိကိုပြီးရင်ကိုယ့်အမေဖေတွေချမ်းသာအောင်ထား
နောက်တာမယမိတ်ဆွေသင်္ဃာတွေချမ်းသာအောင်ထားနောက်ပြီးမှစတုထကြတော့မှကုသိုလ်လုပ်လို့ပြောတာနော်အဲ့တော့ရလာတဲ့ဇီဝဥစ္စာဟာအဲ့ဒါအတွက်ပဲဆိုလိုတာကပစ္စည်းဆိုတာသိမ့်ထားဖို့မဟုတ်ဘူးသုံးဖို့တချို့ကြတော့ပစ္စည်းကိုနှမျောလို့အလှကြည့်ပြီးသိမ့်ထားတယ်ဟောကိုယ်လည်းမသုံးလိုက်ရအောင်တခိုးခိုးရင်လည်းပါသွားမီးလောင်တဲ့ထဲပါသွားကိုယ်လည်းမသုံးလိုက်ရအောင်ဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ပစ္စည်းဆိုတာသုံးဖို့သိမ့်ဖို့မဟုတ်ဘူးတဲ့ကားလေးတစ်စီးဝယ်ထားပြီးတော့မမောင်းရဲ့မစီးရဲ့ထားကြည့်ပါလားကိုယ်တော်နဲ့သူကသူပြက်သွားမှာပဲဒါနော်ပြက်သွားမှာပဲမသုံးရင်ပြက်တာပဲအဲ့ဒါလိုပဲတန်ဝိပိစေစဘောဇနကိုရလာတဲ့ပစ္စည်းဥစ္စာကိုခွဲဝေပြီးသုံးဆောင်ပါတဲ့ဒါဒုတိယလိုက်နိုင်ရမယ့်ကိစ္စတစ်ခုတဲ့နောက်နှစ်ခုကပို့ပြီးတော့အရေးကြီးတယ်လေးချက်ဟောထားတဲ့ထင်မယ်နောက်နှစ်ခုကအဟာသောအထလာပေတုလူဆိုတာစ조사အထုတ်လို့စီးပွားတက်လာတဲ့အခါရှိတယ်ယာရုတွေမြင့်လာတဲ့အခါရှိတယ်အခြေအနေကောင်းလို့တိုးတက်ကြီးပွားလာပြီဆိုလို့ရှိရင်ပတ်ဝန်းကျင်အပေါင်းအသင်းတွေပေါ်မှာသူကမောက်မာလာတတ်တယ်နော်အဖက်မတန်ဘူးလို့ထင်လာတတ်တယ်အဲ့ဒါဟာပျက်စီးခြင်းအကြောင်းတစ်ခုပဲတဲ့ဒါကြောင့်မို့လို့အဟာတော့မောက်မာတာမလုံးနဲ့တဲ့ကြီးပွားတိုးတက်လာလို့ရှိရင်ငကိုအခြေအနေကမပြောင်းစေနဲ့ဆက်ဆံရေးတွေမပြောင်းစေနဲ့ပုံမှန်နေထိုင်ရမယ်ကိုဆိုလိုတာကတော့ဗမာစကားပြောမယ်ဆိုဘဝင်မမြင့်ရဘူးလို့ပြောတယ်ကြီးပွားတိုးတက်လာတဲ့အခါမှာဘဝင်မမြင့်နဲ့ဘဝင်မြင့်ရင်အ ਨੇ ဆုံးပတ်ဝန်းကျင်ကမုန်းလိုက်မယ်မုန်းရင်မိတ်ဆွေတွေရဲ့ခင်မင်မှုတွေပျက်စီးသွားမယ်နောက်ဆုံးမှမိသားစုတဲ့တောင်မှပဲပြောတန်ကြဘူးတယ်အမေဖေတို့ကကိုသားသမီးကိုပဲပြောလို့ဆိုလို့မကောင်းဘူးဒီကောင်မာမနာတွေတက်နေတယ်ကြီးပွားတိုးတက်လာတဲ့အခါကျမာနတွေတက်လာတယ်ပြောလို့ဆိုလို့မကောင်းဘူးဆိုမိဘအစားပြီးတော့ဒီမေတ္တာပြတ်တယ်ဆိုကြတယ်မကောင်းတော့ဘူးပေါ့နှလုံးထဲဒါကြောင့်မလို့မြတ်စွာဘုရားအဟာသောအထလာပြီသူတဲ့ကောင်းကျိုးချမ်းသာတွေရလာပြီဆိုတဲ့ချိန်မှာဘဝမမြင့်နဲ့တဲ့မဝင်မမြင့်အောင်တတိထားတဲ့လူဆိုတာအမြဲတမ်းကောင်းကျိုးချမ်းသာရတာမဟုတ်ဘူးတခါတလေယာရုကျသွားတာရှိတယ်စီးပွားဥစ္စာတွေပြတ်သွားတာရှိတယ်နောက်ဆုံးမှကုန်းကောက်စရာမရှိအောင်ဆင်းရဲသွားတာတွေရှိတယ်အဲ့ဒါလို့ရှိတဲ့အခါမှာလူဟာ depression ဝင်လာတယ်ဝင်လာတဲ့အခါမျိုးမှာသူကနိုင်ငံခြားတိုင်းပြည်တွေမှာဆိုဘာလုပ်လဲစူးစိုက်လုပ်ပစ်ထားတယ်ရှိတယ်ပေါ့နော်စူးစိုက်လုပ်တယ်ဆိုတာသူကဒီဘဝထွက်ပေါက်ရှာတာအမှားတဲ့နည်းနဲ့ထွက်ပေါက်ရှာလိုက်တာနောက်ဘဝမှာကောင်းစားသွားမလားဆိုဒီတဆိုးတဲ့ဘဝရောက်သွားနိုင်တယ်သူကဘာလို့ဆိုကိုယ့်ကိုယ်တတ်သေးတယ်ဆိုတဲ့လူကဒေါသနဲ့တတ်သေးတာဖြစ်တဲ့အတွက်ကြောင့်ဒီတဆိုးတဲ့ငရဲရောက်သွားနိုင်တယ်သူကအဲ့ဒီကိုယ့်ကိုယ်ကိုတတ်သေးတဲ့ဒီအမှုကငရဲကိုရောက်သွားနိုင်တယ်ပေါ့တေဂန်ဒီမှာစိတ်ကပြောင်းသွားရင်တော့မပြောနိုင်ဘူးပေါ့များသောအားဖြင့်ကိုယ့်ကိုယ်တတ်သေးလို့ဒီဒေါသနဲ့သာသိရင်ငရဲဘဝရောက်တယ်သူကအကယ်၍ဒေါသပြေးပြီးတော့ကုသိုလ်ကောင်းမှုတွေတတိယလို့မသိခင်လေးမှာစိတ်ကလေးပြောင်းသွားတာတော့လူမသိနိုင်ဘူးပေါ့ဒါမှမဟုတ်ကိုယ့်ကိုယ်တတ်သိပြီးတော့လူပြန်ဖြစ်တယ်ဆိုတာခေါင်းကဂျားထဲမှာအပြောင်းလဲလေးတွေဖြစ်တတ်တယ်ပေါ့နော်အဲ့ဒါလို့ဒီပျက်စီးလာပြီဆိုတဲ့အခါလူမှာ depression ဝင်လာတတ်တယ်အဲ့ဒါလို့လည်းမဝင်စေနဲ့တဲ့အထဗျပတ္တိအဗျထုံကိုကျိုးကိုစည်းဝါးတွေပျက်စီးဆုံးရှုံးလာတယ်ဆိုတဲ့အချိန်မှာမတုံ့နှုတ်နဲ့တဲ့ဘာကြောင့်ပျက်စီးတာတော့အကြောင်းတရားကိုရှာဘယ်လိုယက်တည်ရမလဲဆိုတော့အကြောင်းတရားကိုရှာကြည့်တယ်နိုင်ငံသားတွေမှာကြည့်ပေါ့ကုမ္ပဏီကြီးတွေစီးပွားရေးပြက်ကတ်နဲ့ကြုံတာတွေရှိတယ်လေမိတ်ဆွေသင်္ကားတွေနဲ့အဖြေရှာပြီးတော့သူတို့ကုစားကြတာပဲပံ့ပိုးပေးကြတာဘန်ကရဖြစ်တော့မယ်ဆိုလို့ရှိရင်ဝိုင်းပြီးတော့ support လုပ်ကြတာပဲလေအဲ့တော့လူလည်းကိုအချင်းချင်းဟာဒီလိုပြန်ပြီးတော့ထိမ့်မှတ်သွားတာမျိုးတွေဒီလိုပဲလမ်းကြောင်းပဲရှာရမယ်စိတ်ပြက်နေလို့ကအဖြေမဟုတ်ဘူးပေါ့တစုံတစ်ခုစီးပွားပြန်သွားရင်လမ်းကြောင်းပြောင်းမယ်နော်တစ်ခုလုပ်မယ်ကိုယ်စိတ်သက်သာကြောင်းနဲ့တစ်ခုလုပ်ပြီးတော့လမ်းမှန်တွေ့အောင်ရှာမယ်အခြေအနေကောင်းတွေကိုဖန်တီးမယ်ဒီတနေရာမှာစီးပွားမဖြစ်လို့နောက်တနေရာပြောင်းပြီးတော့လုပ်မယ်ဒီလုပ်ငန်းမကောင်းလို့နောက်နိုင်ငံပြောင်းလုပ်မယ်ဒီလိုပဲလုပ်တဲ့နာပဲဒါထွက်ပေါက်အစစ်မှန်တာအဲ့လိုမဟုတ်ဘဲနဲ့ဒီစိတ်ဓာတ်တုံလုံးခြောက်ခြားပြီးတော့ဒီ depression တွေဝင်သွားတာမျိုးတို့ဒါကအဖြေမဟုတ်ဘူးတဲ့မြတ်စွာဘုရားအဲ့ဒါကြောင့်အထဗျပတ္တိအဗျတော်ယာရုကြမယ်စီရင်ဥစ္စာတွေပျက်စီးမယ်ဆိုရင်အဗျထမတုံ့လှုပ်ပါစေနဲ့တဲ့စိတ်ဓာတ်တွေမပြတ်ပါစေနဲ့
ကိုယ့်ကိုကြံ့ကြံ့ခိုင်ခိုင်ယက်တည်နိုင်အောင်ကြိုးစားပါလို့ဒီလိုဆိုလိုတာဒါလောရမယ့်ကိစ္စတွေကိုမြတ်စွာဘုရားဟောတာနော်အဲ့တော့ဒီတုတ်တန်တွေဟာတဏှာထဲမှာမဟုတ်ဘူးလောကမှာလူတွေလိုက်နာကျင့်သုံးဖို့ဆိုတာမြတ်စွာဘုရားစရဟိုနာဒီနာဟောထားတဲ့တုတ်တန်တွေကိုဘုန်းကြီးတို့စုပြီးတော့ဒီနေရာမှာဟောပေးတာနော်နောက်တစ်ခါတတိထားเสียအချက်ကလေးတစ်ခုရှိတယ်မြတ်စွာဘုရားကဖြေဆိုထားတာဒါဘုရားကအဖြေပေးထားတယ်ဖြေထုတ်ထားတဲ့ဟာတစ်ခုဘာလို့ဆိုလို့ရှိရင်စီးပွားပစ္စည်းဥစ္စာတွေရဲ့ရိုးပေါက်ကြီး6ပေါက်ဆိုတာရှိတယ်တဲ့နော်ပစ္စည်းဥစ္စာတွေဟာယိုကျပျက်စီးသွားတဲ့ပစ္စည်းဥစ္စာတွေရဲ့ပျက်စီးခြင်းအကြောင်း6မျိုးဆိုတာမြတ်စွာဘုရားဟောတယ်အဲ့ဒီယိုပေါက်ကြီး6ပေါက်ဟာပတ်စံတွေကိုရထားတဲ့ရှာထားတဲ့စီးပွားဥစ္စာတွေဟာအကုန်လုံးပြောင်းပြီးတော့ဆင်းရဲတဲ့ဒုက္ခရောက်တယ်ဒါတွေကပုံမြင်နေအများကြီးရှိတာပဲနောက်ဆုံးမှာအခုအားလုံးသိကြလိမ့်မယ်ရန်ကုန်မှာဒီချင်းချောင်ပဲလေးဆိုတာရှိတယ်ပေါ့ဘုန်းကြီးတို့တလောလုံးကအဲဂျာနယ်ထဲမှာဖတ်လိုက်ရတယ်အဲချင်းချောင်တထေးအကြောင်းဖောက်တယ်နောက်ဆုံးကြတော့သူကတကယ့်ကိုဆင်းရဲဒုက္ခရောက်သွားရှာတာနော်တကယ်နန်းတော်ကြီးတို့ဆောက်ထားတာပဲကုတ်ကိုင်းလမ်းစုံပါလေချင်းချောင်ပဲလေးဆိုတာနောက်ဆုံးကြတော့ပျက်စီးဆုံးရှုံးသွားတာမိဘတွေလက်ထက်ကနေပြီးတော့အမတန်ချမ်းသာတာအဲ့တော့ပျက်စီးဆုံးရှုံးသွားတာဆိုတာအကြောင်းမဲ့တော့မဟုတ်ဘူးအကြောင်းတစ်ခုရှိတယ်နော်မကြွန့်ကျင်တာတွေရောမကြိုးစားတာတွေရောပေါ့အကုန်လုံးဒီလိုဖြစ်တတ်တယ်တဲ့အဲ့ဒီမှာမြတ်စွာဘုရားကဟောထားတာတော့လောကမှာစီးပွားရေးပစ္စည်းဥစ္စာတွေရဲ့ရိုးပေါက်ကြီး6ခုဆိုတာဘာလဲပစ္စည်းဥစ္စာဘယ်တော့မှမတည်ဘူးတဲ့ဗမာတွေကတော့ပြောကြတယ်လူမိုက်နဲ့ငွေအတူမနေဘူးတဲ့နော်လူမိုက်နဲ့ငွေအတူမနေဘူးဟိုပတ်စံပစ္စည်းဥစ္စာပျောက်သွားတယ်မြတ်စွာဘုရားကဘာကိုဟောတော့ဆိုလို့ရှိရင်အလတ္တယလူပြင်းတယ်ဆိုရင်ငွေဟာအတူမနေဘူးတဲ့နံပါတ်1ကပြင်းကြီးလို့ရှိရင်ပြင်းတယ်ဆိုတာခေါင်းကပြောတော့ပူလွန်းတယ်အေးလွန်းတယ်မိုးချုပ်လွန်းတယ်စားနေသေးတယ်မစားရသေးဘူးစားပြီးဘိုင်လေးတယ်ဆိုရင်အချက်တွေကိုအကြောင်းပြုပြီးတော့အလုံးမလုံးဖဲနဲ့နေတာကိုပြင်းတယ်လို့ပြောတာနော်အဲ့ဒါလို့ပြင်းကြီးမှုဟာလည်းပဲဒီပစ္စည်းဥစ္စာရဲ့ယိုကျဖို့ရအပေါက်တစ်ခုပဲတဲ့နောက်တစ်ခုကတော့ပမာဒအပျော်ပါးတွေပဲစိတ်ဝင်စားတယ်ကောင်းကျိုးချမ်းသာဘက်ကိုစိတ်ဝင်စားဘူးလုပ်ငန်းဘက်လည်းစိတ်ဝင်စားဘူးအပျော်ပါးတွေကိုအမြဲတမ်းစိတ်ဝင်စားနေရင်လည်းပျက်စီးနိုင်တယ်နောက်တစ်ခုကဘာလို့ဆိုအနုဋ္ဌာဏဒီတက်ကြွလုပ်ငန်းတစ်ခုကိုလုပ်တဲ့အခါမှာဝိจิตတန်းကြီးပဲလုပ်တယ်ဖြည်းဖြည်းစစ်စစ်ပဲ go slow ပေါ့နော်လုပ်ရမှာတက်တက်လဲလဲလုပ်ရမယ့်ဟာကိုတက်တက်မလုပ်ဘူးနော်အဲ့ဒါလို့ဟာမျိုးမဖြစ်ရဘူးတဲ့ကြိုးကြိုးဆဆလုပ်ရမယ်အဲ့တော့ပြင်းရခြင်းဟာလည်းဥစ္စာရဲ့ယူပေါက်တစ်ခုကာမဂုဏ်အာယုန်တွေထဲမှာစိတ်ကိုလွတ်ထားပြီးတော့ပျော်ပါခြင်းဟာလည်းပဲဒီပစ္စည်းဥစ္စာရဲ့ယူကြတဲ့အပေါက်တစ်ခုပဲနောက်တစ်ခုကမကြိုးစားခြင်းဟာလည်းယူကြခြင်းအပေါက်တစ်ခုနောက်တစ်ခုကဘာလို့ဆိုမဆောင်စည်းခြင်းဆိုတာကိုယ်စိတ်ကိုလည်းမဆောင်စည်းဘူးကိုယ်ကာယကံဝစီကံကိုလည်းမထိမ့်သိမ်းမဆောင်ရှောက်ဘူးကိုချင်းတရားကိုလည်းမထိမ့်သိမ်းမဆောင်ရှောက်ဘူးဒါစီးပွားရေးယူပေါက်တစ်ခုပဲနောက်တစ်ခုကဘာလို့ဆိုအိတ်ကျူးခြင်းသူကအိတ်ထားပဲဘယ်တော့ဖြစ်ဖြစ်အိတ်တာအိတ်များနေတယ်ဟောအဲ့ဒီဟာလည်းပဲမကြိုးဒီပျက်စီးခြင်းအကြောင်းတစ်ခုပဲနောက်တစ်ခုကတန်တီဆိုတာဘာတော့လို့ဆိုလို့ရှိရင်ခုနပြောတဲ့အာလတယနဲ့တန်တီမှာအာလတယကသူကပြင်းရည်တယ်ဆိုတဲ့နေရာမှာဘာလို့မှမလုပ်ဖဲနဲ့နေတာမျိုးတန်တီကျတော့ဖြစ်ပေါ်လာတဲ့အချိန်ကိုရွှေ့တာသူကအမြဲတမ်းအချိန်ရွှေ့ခြင်းတယ်စောသေးတယ်အချိန်ရွှေ့လိုက်တယ်ဘယ်နှစ်နာရီမှလုပ်မယ်7နာရီလောက်အလုပ်လုပ်ရမှာကဲမလုပ်သေးပါဘူး9နာရီကျမှသွားမယ်9နာရီကျတော့လည်းတစ်ခါ10နာရီကျမှသွားတော့မယ်လေဒီလိုအချိန်တွေကိုရွှေ့သွားတဲ့ဟာမျိုးဆိုလို့တယ်တော့အဲ့ဒီအပေါက်6ပေါက်ကိုပိတ်နိုင်မှာတဲ့မပိတ်နိုင်လို့ရှိရင်ပစ္စည်းဥစ္စာဒီလူတွေနဲ့အတူမရှိနိုင်ဘူးလို့ဒီလိုမြတ်စွာဘုရားကဒီလိုခေါ်ပါတယ်အဲ့ဒီလိုခေါ်တာတွေဟာကိုယ့်အတွက်ပစ္စုပန်ဘဝမှာကောင်းကျိုးရနိုင်တယ်လို့တန်တရားအတွက်လည်းကောင်းကျိုးရတယ်ဒါကြောင့်မို့လို့လောကမှာလူဒန်းစားလူအမျိုးမျိုးရှိကြတဲ့အထက်မှာဒီမကောင်းတဲ့အချက်လက်တွေကိုရှောင်ပြီးတော့ကောင်းတဲ့အချက်လက်တွေကိုကိုယ်တဏ္ဍာမှာကျင့်ဆောင်ဖို့ဟာအရေးကြီးတယ်ပေါ့မြတ်စွာဘုရားကမကောင်းဘူးဆိုတဲ့အထက်မှာမကောင်းတာတွေအများကြီးတဲ့ကနေပြီးတော့အရေးကြီးတဲ့မကောင်းတာတွေကိုရှောင်ဖို့နောက်ဆုံးပိတ်အနေနဲ့ဒီလိုခေါ်ထားတာလေးကမှတ်သားစရာကောင်းတယ်
အလတောဂိဟိကာမဘောဂိနာတာတို့လူလောကမှာဒီအိမ်တောင်နဲ့မိသားစုနဲ့နေတဲ့ပုဂ္ဂိုလ်တယောက်ဟာပြင်းရင်ဘယ်တော့မှမကောင်းဘူးတဲ့အဲ့ဒီပုဂ္ဂိုလ်မပြင်းရဘူးလို့ပြောတယ်အိမ်တောင်နဲ့နေတဲ့ပုဂ္ဂိုလ်မိသားစုနဲ့လောကစီးပွားရှာနေတဲ့ပုဂ္ဂိုလ်ဟာပြင်းလို့ရှိရင်မကောင်းဘူးကောင်းကျိုးချမ်းသာတွေမရနိုင်ဘူးလို့ပြောတာနောက်တစ်ခုကျတော့အတ္တညတောပပ္ပစီတောနတ္တတို့သင်္ကန်းဝတ်ပြီးဘုန်းကြီးဝတ်ပြီးတော့ဘုန်းကြီးဘွားနဲ့နေပြီးတော့လူလိုနေတယ်မထိမ့်သိမ့်ဘူးမဆောင်ရှောက်ဘူးပြောကြရတယ်ပြောတယ်လှုပ်ချင်ရတယ်လှုပ်တယ်ဘုန်းကြီးလိုမနေဘူးလူလိုနေတယ်နော်ပြောတာဆိုတာအစပြီးတော့ဘုန်းကြီးလိုမနေဘူးစောင့်စည်းမှုမရှိဘူးဆိုရင်မကောင်းဘူးတဲ့ဒါအဲ့ဒါလဲဘုန်းကြီးတွေလည်းစောင့်စည်းရမယ်လို့ဒီလိုပြောတာရာဇာနတ္တာဒုအနိတ္တမကာရီတိုင်းပြည်အုပ်ချုပ်တဲ့မင်းလုံနေပြီးတော့မစင်မချင်းအယံလောက်တာမျိုးမလောက်ရဘူးတဲ့ဘယ်ကိစ္စမျိုးပဲဖြစ်ဖြစ်စဉ်စဉ်စားစားပဲလုပ်တဲ့မစင်မစားနဲ့မချမှတ်တဲ့မူအမိတ်တွေမထုတ်တဲ့မူတဲ့မစင်မစားနဲ့အမိတ်တွေထုတ်ချမှတ်တယ်ဆိုရင်လမ်းကြောင်းတွေလွဲပြီးတော့လူတွေမှာအကုန်ဒုက္ခရောက်ကြတယ်ဒါကြောင့်မို့ရာဇာနတ္တာတုအနိတ္တမကာရီမစင်မချင်းမစင်မစားအတိညာရှေ့သွားမထားပဲနဲ့အလုတ်လုတ်တဲ့မင်းဟာမကောင်းဘူးလို့ဒီလိုမြတ်စွာဘုရားဟောတယ်နောက်တစ်ခုကျတော့ယောပန္တိတောကောရဏောတံနတ္တာတုတဲ့ပညာရှိလို့ဆိုပြီးတော့ဒေါသကြီးရင်မကောင်းဘူးတဲ့ဆိုလိုတာပညာရှိအမျက်အပြင်မထွက်ရဘူးပညာရှိဆိုတဲ့ပုဂ္ဂိုလ်ကဘယ်အရာပဲဖြစ်ဖြစ်စဉ်းကျင်စဉ်းစားရမယ်လို့ဟောဒီပုဂ္ဂိုလ်၄မျိုးနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့အချက်လက်တွေကိုမြတ်စွာဘုရားကဟောကြားထားတာတွေဖြစ်ပါတယ်လူသားဆိုရင်ပြင်းရင်မကောင်းဘူးမပြင်းရဘူးလို့ဒီလိုပြောတယ်ယဟန်ဆိုတာစောင့်စည်းရမယ်မစောင့်စည်းရင်မကောင်းဘူးမင်းဆိုတာစဉ်းစဉ်းစားစားလုပ်ရမယ်စဉ်းစဉ်းစားစားအမိန့်ထုတ်ရမယ်မစင်မစားလုပ်ရင်မကောင်းဘူးပညာရှိဆိုတာစိတ်မဆိုးပါဘူးစိတ်ဆိုးရင်မကောင်းဘူးဆိုတဲ့အဲ့ဒီမကောင်းတဲ့အချက်လက်တွေကိုရှောင်ပြီးတော့ကောင်းတဲ့အချက်လက်တွေကိုဆောင်မသာလင်ဘဝတန်တရားမှာအစဉ်ပြေလို့ကိုလိုချင်တဲ့ကိုချင်းတရားတွေလည်းကိုယ်တဏ္ဍာမှာပြည့်စုံလို့မြတ်စွာဘုရားပွင့်ကြိုက်ဘုရားဟောတဲ့အကျင့်သိက္ခာတွေကိုကျင့်ကြံကြိုးကုပ်အားထုတ်လို့မဂ္ဂင်၈ပါးဆိုတဲ့မှန်ကန်တဲ့ဒီ right understanding ဆိုတဲ့တမ္မာဒိဋ္ဌိပေါ်မှာအခြေခံလို့မှန်ကန်တဲ့အတွေးတွေတမ္မာသင်္ကပ္ပမှန်ကန်တဲ့ကြိုးပမ်းအထောက်မှုတွေတမ္မာဝါယာမမှန်ကန်ကန်အမှတ်ရမှုတွေတမ္မာတတိမှန်ကန်ကန်စိတ်တည်ငြိမ်အောင်ထားမှုတမ္မာသမာဓိဆိုတာတွေကိုယ်တဏ္ဍာမှာဖြစ်ပွားအောင်လုပ်မယ်ဆိုလို့ရှိရင်ဘဝခရီးဟာဘယ်ထိအောင်ဖြောင်းတန်းတယ်လဲဆိုရင်ဒုက္ခတွေအဆုံးသတ်တဲ့နိဗ္ဗာန်ထိအောင်သွားလို့ရတဲ့လမ်းကြောင်းကြီးပါတဲ့အဲ့ဒီလမ်းကြောင်းကြီးကိုဒီလမ်းခရီးကနေပြီးတော့ရှောက်သွားခြင်းဖြင့်ပစ္စုပန်ဘဝမှာလည်းချမ်းသာဒုက္ခတွေရလို့နောက်တမလွန်ဘဝနောက်ဆုံးမှာတမလွန်ဘဝမဟုတ်လို့ဒီဘဝမှာကြိုးစားအားထုတ်ရင်တောင်မှပဲတကယ်ကိုအငြိမ့်တတ်ဆိုတဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာဖြစ်တယ်လို့ကိုယ်စီကိုယ်ကသဘောကျပြီးတော့ချင့်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း